ကိုရောချောင်းသာစနိုးဖြစ်တည်ကိုစုံတော့မရှိကိုရောအစားနဲ့ဆုံးဖြစ်တည်ကိုစုံတော့မရှိကိုမဆုံးပြေခဲ့ဘူးဝါရဲ့ဘုံလိုက်ချမ်းပါတယ် Yes, I will song Yemonema, Guru Chimya, yes, snow what on Yaba, Guru Jesus, Jidam Sobu, yes, snow what on Yaba, Kia Yunaja, Today Musang. Uno child that's no pity. Uno a sadness so pity. Yes, it's no. The doma so take why I tell yes, I put some game. Yemonema, Guru Chimya, Jesus no Baton Yapa, Guru Jesus, Jesus so Jesus no Baton Yapa, Kia Yunacha, the name of Sankeda. Hallelujah, hallelujah. Come on. Bedoma so take why won't I tell yes, I was okay. Yemonema, Guru Chimya, Jesus no Baton Yapa, Guru Jesus, Jesus so Jesus no Baton Yapa, Yemonema, Guru Chimya, Jesus no Baton Yapa, Guru Jesus, Jesus so Jesus no Baton Yapa. Mambare, Pia Chimita, Miera to Saudi. Do you choose what Miera Lola Pibare? The Lord the Tarema, Lady below Miabas. Oh, the only theatre to know Chontuya Lady below. The two dear Turka, Muichi, Kekane, Lady Joyame. The two dear Turka, Jama in a pathetic, or Lady Joya. Oh, Mew door, line me out of the work. Eddie Lady at Temple. Susan at Piato, the Chima Chini, Bella Suni. People want you to know Tia Cup. Oh, Jacan Chini, the Lady and Young Yashiba. I made Eddie Lady to know. Who can I put at Eddie Lady upon much of oh, Choto Puyat.
ခရစ်တော်ယေရှုတပါးသေးတာလေကျွန်တော်တို့ရဲ့ဟာလေလုယာကျွန်တော်တို့စီးရမယ့်သင်္ဘောယေရှုကယေရှုသားလည်းဖြစ်တယ်အဲ့ဒီယေရှုကိုကျွန်တော်တို့မစီးရင်ကျွန်တော်တို့အဲ့ဒီ line ထဲမှာကြာပြီးတော့ကျွန်တော်တို့ကြုံရတဲ့ line တွေထဲမှာကြာပြီးတော့ကျွန်တော်တက်တာလေးပျောက်ဆုံးသွားမှာဖြစ်ပါတယ်ပင်လေလိုက်လို့ရဲ့မူချိုစီပါနေမိုလာကိုရောဆိုရှင်လိုက်လို့ဒီပေါ်ရှင်ချာကေပေါ်လေလိုက်လို့ရဲ့ချိုတန်ချေစီပါနေလာဟာလေလုယာနေ့စဉ်ကြုံတွေ့တဲ့အရာတွေနေ့စဉ်ကြားရတဲ့အရာတွေလူကိုငြင်လို့အောင်မလုပ်နိုင်တဲ့အရာတွေကျွန်တော်နေ့တိုင်းမှာကြုံရတယ်ကြားရပါတယ်ဒါပေမဲ့ကျွန်တော်ဒီချိန်မှာငြင်ဝတ်စွာနဲ့ဖယားကိုကိုးကွယ်လို့ရတယ်ငြင်ဝတ်စွာဖယားကိုချီးမွမ်းလို့ရတယ်ကျွန်တော်တို့အာမင်ကျွန်တော်ဒီ live လုံးတွေအပေါ်ဟာလေလုယာဒီ live လုံးတွေအပေါ်မှာရှိတဲ့အဖဖယားကျွန်တော်ယေရှုကိုကျွန်တော်ဒီချိန်မှာကျွန်တော်တို့ရဲ့အခက်ခဲတွေline တွေအားလုံးရဲ့အထက်မှာရှိတဲ့ယေရှုကျွန်တော်တို့ကိုယ်ကွယ်လုံးသားလိုက်ဒီချိန်မှာကျွန်တော်တို့ငြိမ်ဝတ်စွာဖယားကိုယ်ကွယ်လို့ရတာဖြစ်တယ်ဟာလေလုယာကိုရောယေရှုတော်ချီးမွမ်းတယ်ဟာလေလုယာကိုရောကြောင်းသားလေကျွန်တော်တို့ရဲ့အရာအလုံးဟာလေလုယာအစစ်ဖြစ်တယ်ကိုရှိကျွန်တော်တီးဆူတော်လည်းအတိုင်းပဲကိုရောမရှိကျွန်တော်တို့လည်းရှိမှာပေါ့ပါကိုရောရှိလို့တားလေကျွန်တော်တို့ရှိတာကိုရောရှိလို့တားလေကျွန်တော်တို့ငြိမ်ဝတ်စွာကိုရောရှိလို့တားလေကျွန်တော်တို့ဒီ live တွေကြော်သွားနိုင်တာဖြစ်ပါဗျာကိုရောကျေးဇူးတင်တယ်လိုက်လို့ရဲ့ချိုစီပါနေဘုံတိုင်းများတဲ့ဘောဆိုရှိနိုင်လို့ရှိချောင်းရှင်ချောင်းပါဗျာကျေးဇူးတော်ချီးပါတယ်ဒီနေ့ညမှာကျွန်တော်ရဲ့ချီးမွမ်းကိုပွက်ချင်းအလဲမှာကိုရှေ့တူပါရှိတဲ့ကြောင့်ကျေးဇူးတော်ချီးမွမ်းတယ်ကိုရောနာမတာ၍ကိုရှင်ဘုံချီး၍ပြပါရှိပါစေကဘာကိုဆက်ဆက်ကိုရောဘုံတော်တင်ရှားပါစေဟာလေလုယာဒီနေ့ချီးမွမ်းခြင်းအလဲမှာကိုတူပါရှိတဲ့ကဲတော့ဂျန်ရှိနေတဲ့အချိန်ဒီမှာလည်းကိုရှင်ဆက်လက်ပြီးပြီးတော့ကြောင်းရဲ့ယုံကြည်လို့ချီးမွမ်းတယ်ချီးမွမ်းခြင်းကိုပြုချက်လို့ဆိုကိုရောလက်ဝဲပြပါတယ်ယေရှုနာမတော်ချီးမွမ်းလက်စီစဉ်များကိုရှင်ပြတဲ့ပြန်အနန္တပါပြတဲ့ခေအာမင်အာမင်အာမင်ကျေးဇူးတင်တယ်ချီးမွမ်းခြင်းကိုယ်ပိုင်ခြင်းထဲမှာကျွန်တော်ဆွေးခေါ်တဲ့ worship team တွေအားလုံးကိုဖျားသခင်တာ၍ကောင်းချီးပေးပါစေကျွန်တော်လက်ခုပ်တီးခြင်းဖြင့်တော်၎င်း love reaction ပေးခြင်းဖြင့်တော်၎င်းကိုပြုကြရအောင်အာမင်
ဟုတ်ပြီ thank you ပါအခုချိန်မှာတော့ကျွန်တော်တို့နုကပတ်တော်ရွှေချမ်းချက်ဖတ်ယူပေးမယ်ဒီမငယ်အက်စတာကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ကျန်းချက်လေးပါစာလန်တရားဖြစ်ပါတယ်စာလန်ခန်းကြီး130နဲ့ပိုက်ငယ်ကျထာဝရဘုရားကိုကြောင့်၍နှုတ်ကပတ်တော်၌အလုံးတော်သောသူသည်မင်္ဂလာရှိ၏ကျွန်တော်တို့ရစတဲ့မှာဖျက်ရှင်ကောင်းကြီးပေးပါစေ အာမင်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 အော်ဒီကျွန်တော်တို့အဝေးဆုံးကနေလဲကျွန်တော်တို့ကျေးဇူးဒါဆိုဖြစ်တဲ့ဆရာတော်ကိုလည်းတွေ့ရတယ်ဝန်တာပါတယ်ကျွန်တော်တို့ rock reaction page အပြင်ဆိုပြီးတော့ကွန်ပျူတာရအောင်လင်းတော့ကျေးဇူးတင်ပါတယ်ဆရာတော်ပတ်တိုင်းနဲ့တွေ့ချင်ပါတယ်အရှိတော့ပါပြီကျွန်တော်တို့ဟုတ်ပြီခုချိန်မှာကျွန်တော်တို့စီမှာတက်တေခံချက်တက်တေခံပေးမယ်မာဒီမ်နုကိုလည်းယေရှုနာမ၌ပဲခေါ်ချင်ပါတယ်ရက်တောင်နဲ့တက်တေခံမှာဖြစ်ပါတယ်ဒီမှာမျိုးလာဦးဆိုတော့အချင်းတယောက်နဲ့တယောက်နားလည်ပါတယ်လို့ အရင်ပဲချမ်းနေပါတယ်လို့ဟုတ်ကဲ့မင်္ဂလာပါအားလုံးမင်္ဂလာပါကြားရလားโอเค ကြားရပါတယ်မင်္ဂလာပါ ကျွန်မဒီနေ့ကဘာအကြောင်းနဲ့ပတ်သက်ပြီးတော့သိသိခံသွားမလဲဆိုတော့ကျွန်မတို့ပေါ့နော်Apple ဆိုလို့ရှိရင်ကျွန်မတို့က stress အရန်ဖြစ်တယ်လားဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့မေလဆိုလို့ရှိရင်ကျွန်မတို့ဒီမှာအိမ်ငားတဲ့ဟာကပြန်ပြီးတော့ချုပ်ဖြစ်မလားမချုပ်ဖြစ်တော့ဘူးလားဆိုတာပေါ့နော်ဆိုတော့အခု Apple ဆိုလို့ရှိရင်ကျွန်မတို့အရန် stress ဖြစ်နေတဲ့အချိန်ပေါ့နော်လက်ထဲမှာလည်းပိုက်ဆံမရှိဘူးလို့လည်းမဟုတ်ဘူးကျေးဇူးတော်ကြောင့်ပေါ့နော်ကိုကျင်ပွားဘာလဲပုံမှန်လက်စားရတယ်ပြီးလို့ရှိရင်တီးစရာလည်းရှိတယ်ပိုက်ဆံတော့ရှိတယ်ဒါပေမဲ့မလုံလောက်ဘူးပေါ့နော်ဆိုတော့အဲ့လိုအရန် stress ဖြစ်နေတဲ့အချိန်မှာကျမတို့ကလေးမျိုးမှာရှိတဲ့မိဘတွေကပေါ့နော်ဖုန်းခေါ်ပြီးမှအဲ့မှာအဖေအမေတွေကပေါ့နော်တနစ်စာအတွက်သူတို့ကစီစဉ်ပေးမယ်ပေါ့နော်ကူညီမယ်သူတို့ကထောက်ပံ့ပေးမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာကျမတို့အရန်ဝမ်းသာတာဖြစ်တယ်ဒါပေမဲ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပြန်ဘူးဘာဖြစ်လို့လဲဆိုတော့အခုချိန်ကာလမှာအရန်ခက်ခဲနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်အဲ့လိုကြားထဲမှာမှသူတို့ကသူတို့ရဲ့သားသမီးတွေကိုမျက်နှာမငယ်ရအောင်ပေါ့နော်ပံ့ပိုးပေးတာဖြစ်တယ်ဆိုတော့ကျမတို့အနေနဲ့ဝမ်းသာတဲ့စိတ်မကောင်းလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီကြားထဲမှာအဲ့ဒီမိဘတွေစီကဖုန်းမခေါ်ခင်မှာပေါ့နော်ကျမတို့အရန် stress ဖြစ်တဲ့ဆက်ပြီးတော့ငားနိုင်မလားပေါ့နော်ဆက်ပြီးတော့ချုပ်နိုင်မလားဆိုပြီးတော့အရန် stress ဖြစ်နေတဲ့အချိန်ဖြားစီမှာလည်းဆူတောင်းတယ်အချိန်မီပေါ့နော်ရဖို့အဲ့လိုဆူတောင်းတာဖြစ်တယ်ဆိုတော့ဘုရားအဲ့လိုဆူတောင်းတန်ပေါ့နော်ကျမတို့ရဲ့ဆူတောင်းတန်ကိုနားညောင်းပြီးတော့အချိန်မီပေါ့နော်အရန်အချိန်မီတယ်အရန်အချိန်မီတော့ဖြစ်တလတောင်လူသေးတယ်ပေါ့နော်အဲ့လိုအချိန်မီနဲ့ဘုရားကျမတို့အတွက်အကောင်းဆုံးကိုပြင်ဆင်ပေးတယ်ပေါ့နော်ဒါအရန်ကျေးဇူးတင်တယ်ဘုရားရဲ့ကောင်းချီးကိုတည်ခံချင်တာဖြစ်တယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အာမင်အာမင်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်အတွက်လည်းအရန်ကောင်းကြီးဒီနေ့လို့ယုံကြည်ပါတယ်ဒီတက်တဲ့ခံခြင်းဖြစ်ဖြစ်ခြင်းပြောချင်းစီတိုင်းစကားပြောပါစေအာမင်အခုချိန်မှာကျွန်တော်တို့အလယ်မှာချီးမွမ်းခြင်းအပြင်ပါဝင်မဲ့ကျွန်တော်တို့ TIC singer ဒီတော့ singer ကိုပိုးကွာကိုရှိလားမသိဘူးနော် Ruta ရှိတယ် ကိုပိုးကွာကိုကြိုးချင်ပါတယ် ရှိတယ်ပျောက်သွားပြီ ဟုတ်ပြီအဲ့ဆိုရင်တူမလာခင်မှာဆက်သွားနေပြီးတော့ကျွန်တော်တို့announcement ပေါ့နော် announcement လေးကြားနာရမယ်ချင်းဖြစ်ပါတယ် အားလုံးဒီနေ့မှာဒီနေရာမှာကျွန်တော်အစင်မပြေမှုတွေကြားတဲ့ကမီးမလာတဲ့ကြားတဲ့ကပူတဲ့အိုက်တဲ့ကြားတဲ့ကနေဒီမှာတော့ကျွန်တော်အကောင့်ဆွမ်းနာကဆိုတော့21လားအကောင့်เนาะလူဦးရေဆိုကျွန်တော်ခန့်မှန်းကြည့်တယ်28ယောက်လောက်ကျွန်တော်တို့ပါဝင်နိုင်တယ်ဆိုတော့အထူးပဲကျေးဇူးတင်တယ်ဟိုအဝေးကြီးကနေเนาะပါဝင်တဲ့ဆရာထွန်း
အထူးပဲကြိုဆိုပါတယ်ဆရာတော်သတိရနေတာဖြစ်ပါတယ်နော်မတွေ့တာကြာပြီဖြစ်တယ်မကျင်ဘူးတွေ့ရလို့ကျွန်တော်တို့အားရှိသွားပြီကျင်ဘူးကတော့အိမ်တော်မင်္ဂလာမဆောင်ခင်နဲ့ဆောင်ပြီးလဲမျက်နှာနေထိုင်ပြောင်းသွားပြီနော်မယ်ရီနေပြီးတော့နေတွေ့ရတယ်နောက်နွမ်းတွေ့ရတဲ့ဝမ်းသာတယ်နော်ပတ်တိုင်းသစ္စာရှိတော့ပါဝင်နမအီလိုနိုက်ကျိုးဆိုပါတယ်နော်ဆိုတော့အားလုံးဒီမှာဒီမှာမတ်ဒီမူတို့တတိခန့်ချက်တွေအချိန်မီထောက်ပံ့တဲ့ဖရာအချိန်မီလုံးလို့တော့မှစောစီးစွာထောက်ပံ့တဲ့ဖရာနော်ဖရာရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဆိုတော့ဒီပါဝင်တဲ့သူတွေအတွက်ကျေးဇူးတင်တဲ့ဟိုဝိုင်းမတွေ့တာကြာပြီဖြစ်တဲ့အားနေတို့နော်ဆိုတော့ဒီမှာအောက်ကိုဟိုလည်းပြန်ပေါ်လာပြီးမကြခင်သရှင်းဆိုတာကြားရမှာဖြစ်ပါတယ်နော်ကျင်ညာစရာကတော့ကျွန်တော်ဒီလာမဲ့ဒီ Sunday မှာကျွန်တော်တို့အသင်းတော်မှာသမီးလေးကင်းမီရဲ့9နှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းရှိမှာဖြစ်ပါတယ်ဆိုတော့အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့နောက်တစ်ခုကကျင်ညာစရာကကျွန်တော်တို့နံပါတ် camp နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စီစဉ်ထားတာရှိပေမဲ့နံပါတ်1ကျွန်တော်မြန်မာနိုင်ငံကြီးကနေမကောင်းဖြစ်နေတဲ့အချိန်ဖြစ်တယ်ဖက်မှာနေမကောင်းဖြစ်နေတယ်နော်စီးပွားရေးမှာလည်းကျွန်တော်တို့ချင်းနေမကောင်းဘူးနိုင်ငံရဲ့တည်ငြိမ်ရေးမှာလုံခြုံရေးမှာအဖက်မှာကျွန်တော်တို့ယူနေတာဖြစ်သောကြောင့်ဒီနှစ်တော့ကျွန်တော်တို့စီစဉ်ထားတဲ့အတိုင်းthe champion ကျွန်တော်တို့လုပ်ဖြစ်မှာမဟုတ်ဘူးဆိုတော့ကိုအကြောင်းကြားလို့တယ်ဒါပေမဲ့ကျွန်တော်တို့အားငယ်ဖို့မဟုတ်ဘူးလာမယ့်နှစ်မှာဘုရားအလိုတော်ရှိရင်နိုင်ငံရေးဖက်မှာဒီတဲ့ပိုကောင်းလာမယ်ပြီးတော့ကျွန်တော်တို့အသင်းတော်အနေနဲ့လည်းကျွန်တော်တို့တစ်နှစ်တာကြိုတင်ပြင်ဆင်မှုတွေကျွန်တော်တို့ပြုလုပ်ပြီးတော့ကျွန်တော်ချီတက်ဖို့ဖြစ်ပါတယ်ဆိုတော့ပထမပြောကဲမလို့ဖြစ်တဲ့အကြောင်းရင်းကတော့နံပါတ်1ကျွန်တော်နိုင်ငံကအခြေအနေရမှာအခြေအနေမကောင်းသောကြောင့်ဖြစ်တယ်ပြီးတဲ့အခါမှာကျွန်တော်တို့အသင်းတော်အနေနဲ့လည်းကျွန်တော်တို့ဒီမှာကြိုတင်ပြင်ဆင်မှုပိုင်းမှာကျွန်တော်တို့မျိုးကြောင့်ပြင်ဆင်မှုတွေငွေကြေးတွေမှာအားနည်းမှုချက်တွေရှိတယ်ဒါကြောင့်ဒီနှစ်မှာတော့ကျွန်တော်တို့ဒီအကြောင်းတွေအကြောင်း camp လုပ်ဖြစ်မှာမဟုတ်တော့ဘူးဆိုတာကိုတော့ကြေညာလိုပါတယ်ဆိုတော့တို့တော့ကျွန်တော်တို့ Sunday တော့ the general တိုက် Sunday ကတော့ကျွန်တော်ရှိတဲ့သူနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ Sunday တော့ဘုရားကျောင်းမှာတွေ့ဆုံသွားမယ်ဝတ်ပြုကိုးကွယ်မယ်အားလုံးဒီမှာအားပေးခြင်းနဲ့ကျွန်တော်တို့ဒီနေ့ယုံကြည်ခြင်းနဲ့ခြေလမ်းပြီးတော့အိမ်ကနေထွက်လာခဲ့ပါအသင်းတော်မှာဆုံရအောင်เนาะကျွန်တော်လမ်းထိပ်ကဈေးဦးတော်မှာကိုကာရလိုအပ်ချက်တော့လမ်းထိပ်ကဈေးဦးတော်မှာသွားရဲတယ်ဆိုရင်တော့ဒီနေ့အသင်းတော်ကိုလာရဲဖို့လဲတတိမွေးပါဖိတ်ခေါ်ပါတယ်ဆက်ထောင်ဝက်ပြီးခဲ့တဲ့တစ်ပတ်မှာပို့ထားတဲ့ပုံလေးကိုကျွန်တော်တော်တော်လေးအရာကတော်တော်လေးစကားပြောပါတယ်เนาะကျွန်တော်တို့ဒီဗာလဲဟို zebra เนาะ zebra တွေကမြင်းကြားတွေကအုပ်စုလိုက်နေတဲ့အခါမှာသူတို့ကအန်ဒီရဲ့ကွယ်ကာမှုအန်ဒီရဲ့ကိုသူတို့ရင်ဆိုင်နိုင်တဲ့အန်ဒီရဲ့ကွယ်ကာမှုဟိုသူတို့ကြံ့ခံနိုင်တယ်တို့တော့ခွဲထွက်တဲ့အခါမှာတယောက်တည်းတကောင်နဲ့နေတာကြားတဲ့အခါမှာဒီနေ့စုံစမ်းခြင်းထဲမှာနော်ဒီစက်တဲ့ကိုက်ချင်းခံရတယ်ဆိုတဲ့ပုံလေးပို့တဲ့အခါမှာဒါတကယ်အဓိပ္ပာယ်ရှိတဲ့အရာလေးလည်းဖြစ်ပါတယ်ဆိုတော့အဓိကကြီးညာချင်တာတော့လာမယ့် Sunday ကျွန်တော်တို့ဘုရားကျောင်းမှာဆုံရအောင်နော်သမီးလေးကင်းခုနှစ်နှစ်ပြည့်အဲ့ဒါကျေးဇူးတော်ချီးမွမ်းမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ The Jan Camp family camp ကျွန်တော်တို့ဒီနှစ်တော့အကြောင်းမျိုးကြောင့်ကျွန်တော်တို့လုံးဖြစ်မှာမဟုတ်ဘူးဆိုတော့ကိုကြီးညာလိုပါတယ်ဆိုတော့ touch night မှာဆက်ပြီးတော့ကျွန်တော်ပါဝင်ရောက်ပြီးတဲ့ခါမှာအပတ်စဉ်เนาะကျွန်တော်တို့ခဲစစ်တွေရှိပါတင်းလာနေ့ဆက်ထောင်ပွဲအင်္ဂါနေ့ကင်းမီနူဗုဒ္ဓဟူးနေ့ဆရာဟောဘူးဂျာသာပရိနေ့ touch night တောက်ကြနေ့ကျွန်တော်ညဖြစ်ပါတယ်เนาะဆရာထောင်ပွဲကပြောပါတယ်ကျွန်တော်တို့ဒီ cell group တွေမှာတစ္ဆာရှိဆုံးက main လေးတွေဖြစ်ပါတယ်အမျိုးသမီးတွေအမျိုးသားတွေပုံပြီးတစ္ဆာရှိပါတယ်လို့ပြောပါတယ်ဆိုတော့ဒီနေ့လဲဒီ group ထဲမှာအမျိုးသမီးတွေအင်အားပိုတောင်းတယ်လို့လဲအင်အားပိုတောင်းပါတယ်ဆိုတော့အမျိုးသားတွေကျွန်တော်တို့ဟိုဆက်ပြီးတော့စူးစမ်းဖို့ဖြစ်ပါလိမ့်မယ်ဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတော့ဆရာဟုတ်ဘူးဟိုကျွန်တော်အချိန်လေးပြန်မလွဲခင်ဆရာထွန်းစီကနေစကားနှခုစကားဖြစ်ဆရာထွန်းတို့ hard reaction လေးပြီးကြိုဆိုရအောင်လေအားလုံးမင်္ဂလာပါကြားရတာအားလုံးမင်္ဂလာပါနော်ကျွန်တော်မတွေ့ရတာကြာပြီကျွန်တော်ဒီတစ်ပတ်ပေါ့နော်ဒီပြီးခဲ့တဲ့
ပြီးခဲ့တဲ့ But Friday နေ့ကနေစဒီလာမဲ့Sunday နေ့ပေါ့နော်ဒီတပတ် Spring Break တပတ်ကျောင်းပိတ်တော့ကျောင်းကနေတင်မဝေးတဲ့ဆီယာမမီမီတို့အမေဖေတို့ရှိတဲ့နေရာအင်ဒီယာနာကိုအလဲသွားတာတငယ်ချင်းတယောက်စီမှာသူ့အိမ်မှာနေတာဖြစ်တယ်ဆိုတော့ဆရာတွန်းရဲ့အကူအလက်ကပေါ့နော်သူနဲ့လည်းမနေ့ကတွေ့ဖြစ်တယ်မြန်မာစားတွေတကုံဆွဲခဲ့တာပြီးတော့ဆရာမကီမီရဲ့ဖိုးနဲ့ဖွန်တို့နဲ့လည်းတွေ့ဖို့အစီအစဉ်ရှိတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးဆုတောင်းပေးတဲ့ပေးတဲ့သူရောက်စီတိုင်းကိုကျေးဇူးတင်တယ်ကျွန်တော်ကမပါဝင်ဖြစ်တာကဘာလဲဆိုတော့အရင်ဒီအကြောင်းတက်တဲ့အချိန်မှာဆိုရင်ခြာပေါင်းမဲ့အချိန်ကွက်တီဖြစ်တော့ကျွန်တော် subject ကခြာပေါက်တက်မယ်နှုတ်ယူမယ်အဲ့ဒါတွေကိုပြန်တင်ရမယ်ဆိုတဲ့ဥစ္စာတွေဖြစ်တဲ့အခါကျတော့ကျွန်တော်မပါဝင်ဖြစ်တာပါဒီနေ့အကြောင်းပိတ်ဒီပတ်အကြောင်းပိတ်တဲ့အတွက်ကြောင့်ဒီနေ့ပါဝင်ဖြစ်တယ်ဆိုတဲ့အကြောင်းကျေးဇူးတင်ပါတယ်တော့ကျွန်တော်တို့မတွေ့ဖြစ်တဲ့အချိန်မှာเนาะတော်တော်များများကအိမ်ထောင်ကြကြတယ်ဆိုတော့အဲ့ဒါအကြောင်းကိုနောက်မှပြန်ပြောရအောင်เนาะโอเคကျေးဇူးတင်ပါတယ်ဟုတ်ပြီကျေးဇူးတင်ပါတယ်ကိုပုံခွာတော့လိုင်းအချိန်ကြီးမကောင်းဘူးထင်တယ်ဝင်လိုက်ထလိုက်နေဆိုတော့ဟုတ်ပြီအခုချိန်မှာကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်ပါဝင်မဲ့ဆရာမမီမီကိုအချိန်ပေးချင်ပါတယ်အဆုံးထိအချိန်ပေးတော့မှဖြစ်တဲ့ကြောင့်ကျွန်တော်တို့အားလုံးရှိတဲ့နေရာကနေလက်ကိုတည်းရဲ့ကျေးဇူးကြရအောင်ဆရာမမီမီကိုHello ကြားရတယ်နော်ကျမတန်ဟာပြီးကြားရတယ်ဝမ်းသာပါတယ်အားလုံးဒီညဆုံးလေးပဲနော်ဒီညတော့အသက်ကုန်ဆုံးနေဟဲ့ဝမ်းသာပါတယ်ဟာကိုဟာဘူးရှင်းလို့ရနော်ရှင်းလို့ရဟုတ်ပြီအဲ့မှာ Okay မောင်လေးဖို့ပြန်ရောက်လာပြီလားတစ်ချက်နိုင်ကြနေလို့ဟုတ်ပြီမောင်လေးဖို့ပြန်ရောက်လာတော့လေအဘီချီမန်ချင်းဒီဆိုပြီးဖို့ဖိတ်ခေါ်ပါလေနော်ဟုတ်ပြီလားရအောင်ဝင်လာလို့ရတော့လေနော် sorry ပါနိုင်ကြပါနိုင်လုံးဝမကောင်းလို့有下回的大腿的背不住够了选的巴黎的气息流风在流给大梦走够了选的经历明日的对了，不对送那一面，别打着脑袋，打鼓声，不让我听见就听没，谁吵扰去往里面，只忙着里工作，既然也就不要睡，不让我再接受地雷。谁吵扰去往里面，只忙着里工作，既然也就不要走，接受地雷。
ဒီလိုများတက်ပါတယ်အားနဲ့ချက်တွေရှိ sorry ပါလို့ ကျေးဇူးတင်ပါတယ်အကုန်လုံးချီးမွမ်းတော့ပြီးသွားတဲ့မောင်လေးကိုဆက်လက်ပြဖြတ်ရှင်အသုံးပြုပါစေအဲ့ဆိုလို့ရှိရင်ကျွန်မပြန်ပြ screen share မလားဆရာဟာဘာလဲကျွန်မမလားဆူနေပြီလား screen share page ဆိုပဲလားကျွန်မမသိဒီမှာ essay နဲ့ essay ဒီမှာလောက်နေဘာလဲကျွန်မထိုက်ချက်ကနေအတကုံလား off your screen ဆိုပြီး sorry ခါလေးကြအကင်းမပေါင်းနော်ဟုတ်ပြီ anyway ဒါအားလုံးဒီညဆောင်ဆောင်လေးပဲတွေ့ရလို့ဝမ်းသာပါတယ်ဒီခါလေးတော့ touchless service ကနေပြန်လေးပဲကြိုဆိုပါတယ်မတွေ့တာကြာပြီဖြစ်တဲ့ဆရာထွန်း welcome back ပြီးတော့လို့ရှိရင်နင်းဒီမလေးဟုတ်ပြီနော်ပြီးတော့တခြားဘသူတွေရှိသေးလဲတိတ်မပါဝင်ဖြစ်ဂျင်းနူဟုတ်တယ်ဂျင်းနူလည်းမတွေ့တာကြာပြီဟုတ်တယ်သမီးနောက်နောက်ကနော်ဖုန်းအချင်းနေကြမပါဝင်ဖြစ်ဘူးဟုတ်ပြီဆိုတော့ဒီညအားလုံးကျေးဇူးတင်တဲ့သမီးရူတာလည်းပို့ချောလာတယ်နော်မလှမ်းတွေ့တယ်ဟုတ်ပြီ okay ဒီညတော့လေကျမကဒီလိုဥဆောင်နိုင်သိပါတယ်နော်အားလုံးသိပါတယ်ကျမချာသိတယ်ဘာလို့တက်လဲဆိုရင်ကျမချာအားလုံးကသိပြီးသားဖြစ်တယ်ဆိုတော့ဒီညမှာကျမတို့အဖွဲ့လေးဖွဲ့ခွဲပါမယ်အဖွဲ့လေးဖွဲ့ခွဲပြီးတော့ဒီညကျွန်တော်အဓိကကြည့်ရမယ့်ဂျပန်ကတော့ဒီဟာဖြစ်ပါတယ်ဖိလစ်ပီခန်းကြီးအငယ်1ကနေ11ဒီဟာအခြေပြုပြီးတော့ဒီဟာအခြေခံပြီးတော့ကျမတို့ကဆွေးနွေးကြမှာဖြစ်တယ်ဆိုတော့ဖိလစ်ပီခန်းကြီးငယ်1ကနေ11ကျန်းစာဒီကြိုပြီးတော့ဖွင့်ထားလို့ရတယ်အဲဆိုလို့ရှိရင်လေဒီကျမတို့မြန်မာပြည်ကိုဘာလဲခရစ်ယာန်နော်ခရစ်ယာန်ဝင်လာတာလို့ပြောလို့ရလားဒီဝင်ဂေလိတရားစပြီးတော့ဝင်လာတာနှစ်ပေါင်း200ကျော်ပြီ Catholic တွေဆိုဟိုတွက်မယ်ဆိုလို့ရှိရင်လေ Catholic တွေတွက်မယ်ဆိုရှင်တော့900တောင်ကျော်ပြီနှစ်ပေါင်းပေါ့နော်900ကျော်ပြီကျတို့ဒီCatholic မဟုတ်တဲ့အဖွဲ့တွေကကြတော့200ကျော်ပြီပေါ့နော်နှစ်ပေါင်း200ကျော်ပြီဖြစ်တယ်ဆိုတော့ဒါပေမဲ့ဆိုတော့မဟုတ်ဘူးနော်ဒါပေမဲ့ကျမတို့နိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျမတို့ယုံကြည်သူတွေကခရစ်ယာန်တွေကအနည်းချင်းလေးပဲဖြစ်တယ်ပါစက်နည်းနည်းလေးပဲဖြစ်တယ်ကျတော့ဟုတ်တယ်ချင်းလူမျိုးလို့ပြောလို့ရှိရင်တော့ဒါ automatically များသောအားဖြင့်တော့ခရစ်ယာန်ဖြစ်မယ်ကချင်ဆိုလို့ရှိရင်လည်းများသောအားဖြင့် automatically ခရစ်ယာန်ဖြစ်မယ်ဒါပေမဲ့တခြားတွေကိုကြည့်မယ်ဆိုလို့ရှိရင်ယုံကြည်သူတွေအရင်နဲ့တည်တယ်ဥပမာတော်တို့တည်တဲ့ပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအရာတစ်ခုလုံးမှာကျမတို့6အိမ်လောက်ပဲယုံကြည်သူတွေရှိတယ်ဆိုတော့အရင်နဲ့တယ်ပေါ့နော်အရင်နဲ့တယ်ယုံကြည်သူတွေအရင်နဲ့တယ်ခရစ်တော်ကိုတည်တဲ့သူတွေအရင်နဲ့တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီနေ့မှာကျမတို့ဆွေးနွေးကြည့်ရမယ့်အရာကဒီမယုံကြည်သူတယောက်ကိုဝတာပေါ့နော်မယုံကြည်သူတယောက်လုံးဖြစ်တယ်မယုံကြည်သူလုံးဝ
လုံးဝဖះကိုဒီခရစ်တော်ဆိုတဲ့ဒီတခင်ယေရှုဆိုတဲ့ဟာမယုံကြည်တဲ့သူဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဘယ်အရာက thank you ဘယ်အရာကနော်ဒီယုံကြည်သူဖြစ်လာဖို့ဆွဲဆောင်မှုပေးနိုင်တယ်လို့ထင်တယ် what ဒီမှာတော့ဒီမှာကျမတို့ပါလဲ what the personal qualities that draw the non-Christian ဘယ်အရာကမယုံကြည်သူတွေကိုယုံကြည်သူတွေဖြစ်လာဖို့ရန်အတွက်ဆွဲခေါ်တဲ့အရာတွေဖြစ်မလဲအဲ့ဒီဟာလေးနော်တစ်ဖက်ကဆွေးနွေးမယ်နောက်တစ်ဖက်ကကြတော့ဘယ်အရာကယုံကြည်သူဖြစ်လာဖို့ရန်အတွက်လူကိုတားဆီးတဲ့အရာဖြစ်မလဲဆိုတော့တစ်ဖက်ကဘယ်အရာတွေကဒီတရားယုံကြည်သူဖြစ်လာဖို့ရန်အတွက်ဆွဲခေါ်တဲ့အရာ attract လုပ်တဲ့အရာဖြစ်မယ်နောက်တစ်ဖက်ကကြတော့ဘယ်အရာကယုံကြည်သူဖြစ်လာဖို့ရန်အတွက်အဟံတားဖြစ်တဲ့အရာအဟံတားဖြစ်စေတဲ့အရာဖြစ်မလဲဆိုတဲ့အရာပေါ့နော်ဆိုတော့အဲ့မှာကျမကိုဟာပေါ်ကူကြီးတန်းထားတယ်အစင်းသင့်ဖြစ်ပြီလားမသိဘူးနော်အကယ်၍အစင်းသင့်ဖြစ်ပြီဆိုလို့ရှိရင်ကျမတို့ group အတီးတီးသွားကြမယ် group လေးအဖက်လေးဖွဲ့ရှိမယ်အဖက်လေးဖွဲ့မှာနှစ်ဖက်က group 1 2က group 1 2ကိုဟာဘူကနာမည်တက်ပြီးတော့1 2က number 1ဘယ်အရာတွေကယုံကြည်သူတွေကိုဆွဲဆောင်နိုင်လဲတော့ကျမတို့ရှင်းပြကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဥပမာငွေကြေးချမ်းသာခြင်းဆိုလို့ရှိရင်ကျမတို့ယုံကြည်သူတွေကလုံးဝမချမ်းသာဘူးလေဆိုဘယ်အရာတွေကမယုံကြည်သူတွေကိုခရစ်တော်ကိုသိလာဖို့ရန်အတွက်attract တော့ပါမှုရှိစေတဲ့အရာဖြစ်မလဲနော်အဲ့ဒါက group 1 နဲ့ 2ကအဲ့ဒါကိုကျေးဇူးပြုပြဆွေးနွေးပေးပြီးတော့ group 3 နဲ့ 4ကကြတော့ဘယ်အရာတွေကလူတွေခရစ်တော်သိလာဖို့ရန်အတွက်ဘယ်အရာတွေကလူတွေကိုတွန်းဆုတ်စေတယ်လဲအနောက်ဆုတ်စေတယ်လဲဆိုတဲ့အရာပေါ့နော်လူတွေကိုတွန်းဆုတ်စေတယ်လဲဆိုတဲ့အရာက3 4ဆိုပြီးတော့အဲ့ဒီဟာလေးဆိုအားလုံးကျမတို့ဒီတက်ပိုက်လေးကိုဖတ်ပြီးတော့လေဒီထဲကနေအထူးသဖြင့်ဒီထဲကနေကျမတို့ကောက်ယူလို့ရတဲ့အချက်တွေအများကြီးရှိမယ်လို့ယုံကြည်တယ်ဆိုတော့ဒီတက်ပိုက်ကိုကျမတို့ဖတ်အောက်ကကူညီပေးတယ်ဟုတ်ပြီတော့ဒီတက်ပိုက်ကိုဖတ်ပြီးတော့လေကျမတို့ဒီရထဲကနေအထူးသဖြင့် number 1 and 2 group တွေတော့ပေါ့နော်ဘယ်အရာကယုံကြည်သူတွေကိုဆွဲဆောင်တဲ့အရာဖြစ်မလဲဆိုတဲ့အရာပေါ့နော်ဟုတ်ပြီဒီအရာကအရေးကြီးတယ်ဘာဖြစ်လို့ကျမယုံကြည်တယ်အသင်းတော်တစ်ခုတိုးတက်လာတယ်တိုးပွားလာတယ်ဆိုတာကပါစတာတယောက်ထဲနဲ့လောက်ရင်10နှစ်ပဲလောက်15နှစ်ပဲလောက်တိုးတက်လာမှာမဟုတ်ဘူးအသင်းတော်တစ်ခုလုံးနေနဲ့အသင်းတော်ထဲမှာရှိတဲ့ယုံကြည်သူမျိုးကိုမှတူကြချင်းစီရဲ့ participation ပါဝင်လာတဲ့အခါကျမှပါဝင်လာတဲ့အခါမှာဖျားရနိုင်ငံတော်ကကျေပြတ်လာမှာဖြစ်တယ်အဲဒါကြောင့်မလို့ဒီဟာလေးကိုserious ထားပြီးကျမတို့ဆွေးနွေးကြည့်အောင်နော်ဒီတော့ရှင်ကျမတို့ group ထဲမှာအဖက်ကောင်းဆောင်ဒီဟာ represent လုပ်ပေးမဲ့သူကိုကျမတို့ရွေးချယ်မယ်သူကပြီးတဲ့အခါမှာဒီလေးဖွဲ့ထားနေတယောက်ချင်းစီကဒီအဖက်တွေရဲ့ဆွေးနွေးတဲ့အရာအားလုံးကိုပြန်ပြီးတော့တင်ပြပေးကြမယ်နော်ဟုတ်ပြီအဲ့ဆိုရှင်ကျေးဇူးတင်ပါတယ်နားလည်မယ်လို့ထင်ပါတယ် yes နားလည်တယ်လို့ထင်တယ်နော် okay အဲ့ဆိုလို့ရှိရင်ဆရာဟောဘူကကျေးဇူးပြုပြီးတော့အဲ့ group ဖွဲ့ထားတဲ့ဟာကိုလေပြန်ပြီးတော့ဖွင့်ပေးပါအောင်ဖွင့်ပေးပါကို group အသီးသီးကိုကျေးဇူးပြုပြီးတော့သွားပြီးတော့ဆွေးနွေးကြပါအားလုံးရဲ့ဆွေးနွေးချက်ကိုလိုချင်ပါတယ် hello ကျွန်တော်တို့မှာခေါင်းဆောင်ဆိုတာမရှိပါဘူးအားလုံးပါဝင်ရမယ်ထင်တယ်ကြည့်ရတာ ဆက်ထောင်ပွဲကောင်းဆောင်လုပ်ပြီးပါနောက်နကဗီဒီယိုဖွင့်လို့မရအောင်နော်โอเคကိုဟာစာအုပ်အရန်တော်တာပဲငါချီးကျူးလိုက်တာဟုတ်ပြီကျွန်တော်တို့အဖွဲကကျွန်တော်တို့ number 1เนาะဟုတ်တယ်ဆရာ number 1နဲ့ number 2ကပါလဲ attract ဆိုတာသူစိတ်ဝင်စားလာအောင်เนาะကျွန်တော်တို့ကောင်းစင်ဟုတ်ပြီဆိုတော့ Flippy over စာအခန်းကြီးနှစ်ခန်းငယ်တစ်ကနေ7ကိုတစ်ချက်လောက်ကြည့်ကြမယ်လားเนาะကြည့်မယ်ဆိုရင်အဲ့မှာ
အဓိကကျွန်တော်တို့ယုံကြည်သူတွေအတွက်ကြင့်မဲ့အရာလေးတွေရေးထားတယ်ပေါ့နော်တနာဆောင်မဲ့ချင်းဆိုတော့အခန်းငယ်နှစ်ကနေအခန်းကြီးနှစ်အခန်းငယ်နှစ်ကနေကျွန်တော်ကြည့်တယ်အချင်းချင်းတော့ဗါလေချစ်ချင်းစိတ်မကွဲပြားပဲနဲ့တလုံးတော့ရှိချင်းအများကြီးရေးထားတယ်ဆိုတော့အဲ့ဒီအရာတွေကျွန်တော်ကြည့်ပြီးမှဘယ်အရာကမယုံကြည်သူတွေအတွက်ယုံကြည်သူတွေဖြစ်လာဖို့ရန်အတွက်ဘယ်အရာတွေကစိတ်ဝင်စားစရာဖြစ်စေလဲဒါမှမဟုတ်ရင်အထောက်အကူပြုစေလဲဆိုတဲ့ဟာတွေတစ်ချက်လောက်ကျွန်တော်တို့ဆွေးနွေးရအောင်လေနော်ဆိုတော့မပြောခင်လေးမှာအခန်းကြီးနဲ့အခန်းငယ်တစ်ကနေ7လောက်တစ်ချက်လောက်လေးကိုယ့်ကိုယ်ပဲဖတ်ပြီးမှကြည့်လိုက်ကျွန်တော်နားလည်မယ်ထင်တယ်အချိန်ခဏယူရအောင်10မိနစ်နဲ့2မိနစ်ဆိုတော့ပြီးကြပြီထင်တယ်နော်အဲ့ဥစားသိတော့မများပြီးကြပြီလားကိုတူပြီးပြီလားဖတ်နေတော့မယ်โอเคပြီးပြီဆိုရင်ကျွန်တော်ကိုမျက်နှာလေးပြပေးကြပါဒီဘက် Application funny long last. โอเคโอเคဟုတ်ပြီသမီးလေးတယောက်တော့ပြီးသွားပြီထင်တယ်ကြည့်ရတာโอเคဆိုတော့စားရအောင်လေနော်ခဏနေတို့လည်းပြန်ပေးလိုက်မယ်ထင်တယ်ဆိုတော့မယုံကြည်သူတယောက်ကမယုံကြည်သူတယောက်အနေနဲ့ယုံကြည်သူတွေပေါ်မှာကြည့်တဲ့ခါမှာဘယ်အရာတွေကသူတို့ဒီယုံကြည်သူအသက်တာကိုစိတ်ဝင်စားစေလဲအဲတနည်းပြလို့ပြန်ပြောရင်တော့အဆင်ပြေမယ်နော်ဆိုတော့ဒီဖိလစ်ပီဩဝါဒစာခန်းကြီးနှစ်တစ်ကနေ7ထဲမှာကျွန်တော်ဖတ်ကြည့်တဲ့ခါမှာတချို့ချက်လေးတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီအရာထဲမှာပဲဖြစ်ဒီအရာထဲမှာမဟုတ်ခဲ့ရင်တောင်မှကိုယ့်ရဲ့အတွေ့အကြုံထဲမှာပဲဖြစ်ဘယ်အရာတွေကထင်လဲပေါ့နော်စိတ်ဝင်စားစရာဖြစ်စေလဲလို့ထင်တယ်ဆိုပြီးမှအားလုံးပါဝင်ရအောင်နော်အားလုံးအေးစေလွတ်လပ်နဲ့ရင်ပြောမယ်ဟုတ်ပြီနဲ့ထင်တာပေါ့နော်ဒါပေမဲ့ကျန်းစာထဲမှာတော့နဲ့ပြောမယ်နော်ဘာလဲဆိုတော့နဲ့ငါကြတော့ကွာပုံသက်တွေကွာအရန်ကြီးကြည့်ကွာပုံသက်တွေလို့ပြောတဲ့အခါမှာအချက်တွေအများကြီးရှိရကွာအဲ့ဒီထဲမှာဒီကျန်းစာမှာလည်းပြောထားရကွာဟိုလူတယောက်ကိုဘယ်လိုမလဲကိုချစ်တဲ့သူကိုပြန်ချစ်တာလို့အဲ့လိုမျိုးကွာကိုကောင်းတဲ့သူကိုပြန်ကောင်းတယ်ဆိုတာတဲ့မယုံကြည်သူကသာသနာ့ပလူတွေအောင်လုပ်နိုင်တယ်ကွာကိုမကောင်းတဲ့လူကိုပြန်ကောင်းနိုင်တယ်နင့်တို့နေ့စဉ်တိုင်းမှာလှုပ်ရှားတဲ့အရာကွာနင့်အဖေဆိုလည်းမယုံကြည်သူဆိုတော့ तू ကအရင်ပြောရကွာဘာပြောလဲဆိုတော့နဲ့မဖျားเจ้าမှာတမျိုးတဲ့အခုဒီမှာတမျိုးပေါ့အဲ့လိုမျိုးကွာပုံသက်တွေမဖြစ်ဘူးကွာသိမလားနင့်တို့ကဘလောက်ပဲလက်မြောက်ပြီးတော့မှဘလောက်ပဲဟိုဖျားเจ้าထဲမှာဝရှိလို့ကွာအပြင်မှာလက်တွေ့တက်ရှင်တာတခြားစီလို့သူတို့မျက်စိမှာသူတို့ခရိယန်တွေကသူတို့အဲ့လိုမျိုးနော်ဆိုတာမျိုးဖြစ်သွားတယ်ဒီလားအဲ့ဆိုတော့နင့်တို့ရဲ့ပုံသက်တွေကကွာဘယ်မှာပဲရောက်ဒီအတိုင်းပဲဖြစ်ရမှာကွာနင်တို့ဖះเจ้าမှာပဲလက်ညှောက်ကိုးကွယ်ပြီးတော့လောက်တာမဟုတ်ပဲနဲ့ဘယ်နေရာမှာပဲဖြစ်กว่าသိမလားအဲ့ဆိုသူတို့မြင်တာကကြတော့သူတို့ခရိယန်တွေဖះကိုအရင်ချစ်တယ်နော်သူတို့ခရိယန်တွေအရင်သိခံနိုင်တယ်နော်သူတို့ယုံကြည်ခရိယန်ဆိုတာသူတို့ယုံကြည်သူဆိုရတဲ့ခရိယန်ပို့တုံးနေဆိုတော့ခရိယန်တွေအရင်လူများကိုပေးကမ်းဆွတင်နိုင်တယ်နော်သူတို့ဘယ်တော့ဒီဖះကိုဆွတောင်းနေဘယ်လိုကိုးကွယ်တယ်ဆိုတဲ့ဟာနင်တို့ရဲ့နေ့စဉ်ဘယ်လိုမလဲနေ့တိုင်းမှာလုပ်နေတဲ့အရာကွာနေ့တိုင်းမှာလုပ်နေတဲ့အရာအဖြစ်ဟိုတရားတွေလိုက်ခေါ်တာဆိုတာတနေ့တော့အသက်ရှင်နေ့ရက်တိုင်းမှာလုပ်တဲ့တစ်ခုချင်းစီတိုင်းကပုံသက်တည်တာပေါ့နော်သူတို့အတွက်အများကြီးဟိုဘယ်လိုမလဲခံစားစီရကွာအဲ့ဒီမှာသူတို့ခရိယန်ဆိုတာအရင်အဲ့လိုမျိုးကွာတခါတလေကျရင်သူတို့ကနင့်တို့လုပ်တဲ့ဟာတွေဟိုဖြစ်တဲ့အခါမှာသူတို့ကကောင်းကင်တမန်တို့တော့မြင်မှာနော်ပြောချင်တာနင့်တို့နေ့ရက်တိုင်းမှာလုပ်တဲ့အခုချင်းစီတိုင်းလူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနင်တို့ရဲ့စိတ်ထားတွေကနေထိုင်တဲ့အရာကအရင်ကြီးရပေါ့နော်ကျင့်ကြံပြုမှုချင်းပြီး
ပြီးတော့အဲ့ပေါ့နော်အပုံစံလိုဖြစ်မှာပေါ့နော်ကျင့်ကြံပြုမှုတဲ့ຢာတွေအဲ့ပေါ့ပုံတက်ဒီကောင်းဖြစ်ဖို့ ပုံတက်တွေပေါ့နော်ကောင်းသောပုံတက်တွေအားဖြစ်တော့၎င်းပေါ့နော်ကျင့်ကြံပြုမှုတဲ့ကောင်းဆုံးသောပုံတက်တွေဖြစ်ဖို့တစ်ချက်ပေါ့နော်ဟုတ်ပြီဟုတ်ပြီဒီမှာဂျင်းနူးနဲ့နောင်နွမ်းနဲ့ကိုတွန်ပီတို့လည်းတစ်ချက်ပါဝင်ပေးပါအောင်မြန်လေးသူတို့ပေးတော့မယ် ဒီနုပြောမယ်နော်ဒီနုကတော့ဟာပေါ့ချင်းမီတာနဲ့သူတပားပေါ်မှာနှင်းချချင်းရှိဖို့ပေါ့နော်အဲ့ဒါထင်ပါတယ် thank you ချင်းမီတာသူတပားပေါ်မှာတေးလဲတူပဲနှိမ့်ချခြင်းပဲခရစ်ယာန်ရဲ့အတမဟုတ်နှိမ့်ချခြင်းအရေးကြီးတဲ့ပါရမီတစ်ခုပေါ့နော် okay ကျင်းလို့ရတဲ့ချက်လောက်လေနန်းမပေးပါလားကေလို့ပြောတဲ့ဟာခုနအကျင့်တာတော့ပြီးတော့အခုနှိမ့်ချတာတော့တစ်ချက်လောက်နန်းနှုတ်တစ်ချက်လောက်ရေးပေးပါပြီးတော့ကိုသွန်ပြီးရပြီပြောလို့ရပြီကျွန်တော်ကတော့ဒီနောက်ထုံချင်းလဲရည်ကြီးတယ်လို့မြင်ပါတယ် okay ဟုတ် okay နားထောင်ခြင်းเนาะဆိုတော့ကိုသွန်ပြနားထောင်ခြင်းဒီမှာနောက်ကကြတော့ခုနပြောတဲ့ဟာပေါ့နော်ဒီမှာမကျင်လို့ပြောတဲ့ဟာတွေအတိုင်းပုံစံလို့ဖြစ်တယ်ပြီးတော့နင်းကကြတော့ကောင်းတော့အချင်းချင်းတွေဖြစ်တယ်ကျွန်တော်လည်းအဲ့မှာဒီမှာကျွန်တော်ဖိလစ်ပိဩဝါဒစာထဲမှာကြည့်တဲ့အခါမှာအချင်းချင်းချစ်ချင်းမြတ်တာဟုတ်တယ်ပြီးတော့တလုံးတဝါရှိချင်းတွေပြီးတော့ဘာလဲဆိုတော့ဒီမှာနှိမ့်ချချင်းလဲပါတယ်ဗောနော်နှိမ့်ချချင်းလဲပါတယ်ပြီးတော့တခုခုလုပ်တဲ့ခါမှာကိုယ့်အတွက်ပဲမကြည့်ပဲနဲ့ကိုသူတပားတွေအတွက်လည်းကြည့်ပြီးမှအလုပ်လုပ်တဲ့ခါမှာအရန်ထင်ရှားတယ်ဗောနော်အလုပ်လုပ်တဲ့ခါမှာအရန်လောဘရှိတဲ့သူရဲ့အလုပ်လုပ်မှုနဲ့တကယ်လောဘမရှိဘဲနဲ့လူတွေအတွက်လည်းကြည့်တယ်ကိုယ့်အတွက်လည်းကြည့်တဲ့သူတွေရဲ့အလုပ်ကအရန်ကွာခြားတာဖြစ်တယ်ဒါကြောင့်မို့ကိုနိုင်ပြုတ်စီလို့တမကိုသူတပားနိုင်ပြုတ်လို့ဆိုတဲ့ဟာနဲ့တွားဆင်နေတယ်ဆိုတော့အဲ့ဒီဟာလည်းပါမယ်ပြီးတော့နှိမ့်ချခြင်းလည်းပါတယ်အဲ့ဒီတတ်မှတ်သောစိတ်ရှိရအဘယ်မှုကိုများမပြုတ်ကြနေလို့လည်းပါတယ်ဒီမှာဆိုတော့တတ်မှတ်ခြင်းတွေမရှိဘဲနဲ့တကယ်ဘယ်လဲရောက်ရဲတင်းတိမ်မှုတွေရစပါတော့ဆိုတော့ရောက်ရဲတင်းတိမ်မှုလည်းပါမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီဟာတွေပေါ့နော်ခုနပြောတဲ့ဟာလည်းအားလုံးစုံတယ်ပြီးတော့အခုကျွန်တော်ပြောတဲ့ဒီဖိလစ်ပိဩဝါဒစာထဲမှာပါတဲ့ဟာတွေပဲဒီအရာတွေအဓိကပြောတယ်စီလုံးမှုတွေလည်းပါတယ်အချင်းချင်းချစ်ရမယ်ပြီးတော့ခုနကောင်းတော့အချင်းဆိုတဲ့ဟာလည်းနည်းနည်းတော့ခေါင်းစဉ်ကများသွားပြီမဲ့ဘယ်လိုလဲဆိုတော့ခုနလိုပေါ့နော်စနေတနင်္ဂနွေနေ့တွေမှာပဲကောင်းတာမဟုတ်ပဲနဲ့နေ့ရက်တိုင်းမှာကောင်းတဲ့ပုံသက်တွေပြတတ်တဲ့ယုံကြည်သူတွေဖြစ်ဖို့အထူးသဖြင့်ယုံကြည်သူရဲ့အတိုင်းဝိုင်းမှာဆိုဒီမှာပေါ်လူကလည်းရေးထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီຢာတွေမှာလည်းကျွန်တော်တို့ယုံကြည်သူတွေလိုအပ်တယ်ဆိုတော့ဒီຢာတွေကြည့်ချင်းအားဖြင့်မယုံကြည်သူတွေအတွက်အကောင်းဆုံးပုံသက်တွေတိဆောက်စရာတွေဖြစ်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်โอเคဆိုတော့ဟုတ်ပြီကျွန်တော်တွေ့တာတော့အဲ့ဒီဟာလေးတွေပေါ့နော်ဆိုတော့ခဏလေးမြည့်ရဲတန်ဆောင်တဲ့ရေကဲအဓိကတော့ယေရှုခရစ်တော်၌ရှိတဲ့ထိုစိတ်တဘောကိုဒီနှုတ်နဲ့ရှိစေကြလောတဲ့ယေရှုခရစ်တော်၌ရှိတဲ့စိတ်တဘောဆိုတော့ခုနအပေါ်မှာကျွန်တော်တို့ဖတ်တဲ့ဟာတွေအားလုံးပဲဆိုတော့ဘုရားရဲ့ယေရှုခရစ်တော်ဘုရားရဲ့အတွက်စိတ်တဘောထားတိုင်းကျွန်တော်တို့မှာရှိဖို့ရန်အတွက်ရှိကြလောတဲ့အမိန့်ပေးထားတယ်ဗောနော်ဆိုတော့ဒီရဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ဒီမှာလည်းဒီလိုရေးထားတာဗောနော်ဆိုတော့တခြားဟာပြောစရာရှိသေးလားတချို့တွေပြန် repeat ပြီးမှပြောချင်တာလေးတွေခုနကျွန်တော်ပြောတဲ့ဥစ္စာလေးအဲဒီကျွန်တော်တို့ဒီမယုံကြည်သေးတဲ့သူတွေကိုတော့ပြီးတော့ဝင်ကြီးဝင်ရတဲ့ချိန်မှာကိုပြောချင်တာပဲချက်ချင်းပြောတဲ့ချိန်မှာသူတို့ကတော့သူတို့လက်ခံဖို့ခက်ခဲတယ်လို့မြင်တယ်ပြောချင်တာကသူတို့ဘက်ကနေဆွေးဆောင်နိုင်အောင်သူတို့ရဲ့လိုအပ်ချက်သူတို့ရဲ့ခက်ခဲတွေကိုလည်းကိုကအရင်ပြီးတော့အနာထောင်နေပြန်တယ်နောက်ပိုင်းမှာဒီဘုရားတရားတွေဟောတဲ့ချိန်မှာလည်းသူတို့နားထောင်နိုင်မယ်နားထောင်ခြင်းလို့အဲ့လိုမြင်ပါတယ်ကျွန်တော်အနေနဲ့အေးပါနားထောင်ပေးတာပေါ့နော်သူတို့လည်းချိန်ပေးတာကိုလိုချင်တာကြီးပဲပြောတာမဟုတ်ဘဲနဲ့နားထောင်ပေးတာတို့အေးပါโอเค
ခြားရှိသေးလားပြောချင်တာလေးတွေထည့်ချင်တာလေးတွေဆိုပါပြီနော်ဆိုတော့ကျွန်တော်5မိနစ်ရှိသေးတယ်15မိနစ်ပေးတယ်ကြည့်ရတာခုန5မိနစ်ဆိုတော့ဟုတ်တယ်နော်ဆိုတော့ကိုတွန်ပီကနားထောင်တဲ့ပိုင်း view site မှုပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်နဲ့ဂျီနုနဲ့နောင်တော့ကျတော့ cast ဒီထဲပါပဲဒီကတော့ view ချစ်ချင်းမြတ်တာတွေစီလုံးမှုတွေပြီးတော့နေကပြောတဲ့ဟာကကျတော့သူကကောင်းတော့ပုံတက်သေးအဲ့ဒါတွေကအရန်လိုအပ်တဲ့ယုံကြည်သူတွေမှာအခုယုံကြည်သူတွေတက်တာကျွန်တော်တို့ကကျတော့အဲ့ဒီဟာတွေနဲ့စန့်ကျင်ဖက်တွေလို့ဖြစ်နေဆိုတော့ဒီဟာတွေကိုကပြောတာပဲမဟုတ်ပဲနဲ့ခုနကဆရာမလည်းပြောမှာပါလိုက်လျှောက်အသက်ရှင်ဖို့တွေဟောဒါကိုကတိနေတယ်တိတဲ့ဟာကြီးကိုလိုက်မလျှောက်ဘူးဆိုတော့ဒါတိတာအလှကားလို့ဖြစ်နေတယ်ဆိုတော့တနင်္ဂနွေနေ့မှာလက်မောင်းသိပ်ဘာညာတန်းပြီးမှတရားဟောတယ်လို့အိမ်ရောက်တဲ့ခါမှာလည်းအဲ့ဒီစိတ်တဘောထားနဲ့ပဲเนาะအသက်ရှင်နိုင်ဖို့အရန်လိုအပ်တယ်ပေါ့နော်တခါတလေအစာရှောင်တဲ့ချိန်မှာတငယ်ချင်းတွေနဲ့အရန်အဆင်ပြေပေမဲ့အစာရှောင်ဆူတောင်းပြီးတော့အိမ်ရောက်တော့အစွာကျဲဆုံးဖြစ်နေတဲ့ဖွဲ့တွေလည်းရှိတတ်တယ်ဆိုတော့အဲ့လိုလည်းမဟုတ်ဘဲနဲ့ပေါ့နော်ဆိုတော့အပြင်မှာကောင်းတယ်လို့အိမ်မှာလည်းကောင်းဆိုတော့အဲ့ဒီပုံသက်တွေရမ်းလိုအပ်တယ်ကျွန်တော်တို့တခါတလေမယုံကြည်သူတွေရှေ့မှာရမ်းကောင်းပေမဲ့ယုံကြည်သူရှေ့မှာကျတော့မကောင်းတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ကြောင့်ပေါလုကရေးထားတယ်တင်းတို့ရဲ့အချင်းချင်းကိုတဲ့ယုံကြည်သူတွေရှေ့မှာပြပါတယ်ဆိုတော့ယုံကြည်သူတွေရဲ့ရှေ့မှာကိုပြခိုင်းတာမယုံကြည်သူတွေအရင်မလာသေးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေကအရင်ဆုံးဘယ်သူနဲ့ထိတွေ့လဲဆိုတော့ယုံကြည်သူပဲထိတွေ့တာပြီးမှမယုံကြည်သူသွားတာဒါပေမဲ့ကျွန်တော်တို့ကမယုံကြည်သူတွေတစိမ့်တွေပေါ်မှာအရန်ကောင်းပြီမဲ့ကိုယ့်ရဲ့ယုံကြည်သူမိသားစုဝင်မှာကျတော့မကောင်းနိုင်တဲ့အချိန်တွေအများရှိတယ်ဗောနော်ဆိုတော့ဒီအရာလေးတွေပုံသက်တွေလိုတယ်မေတ္တာတွေလိုတယ်စီလုံးမှုလိုတယ်နှိမ်ချမှုလိုတယ်ဆိုတော့ငါကဆရာငါကဦးဆောင်တဲ့သူငါတိုင်းနေလို့လုပ်ရမယ်ငါပြောမဟုတ်ရဘူးနော်ခုနနှိမ်ချတယ်ဆိုတဲ့ခါမှာကိုတွန်ပြီးပြောတယ်လို့ပါပဲသူများရဲ့အတန်ကိုလည်းနားထောင်ပေးတယ်ခဲပေးတယ်ကိုလှုပ်ချင်တာကိုဖြစ်ချင်တာတော့မဟုတ်ဘဲနဲ့သူများပါဖြစ်ချင်တယ်ပြီးတော့ကိုနိုင်ပြုစီလို့သူများကိုသူတပါနိုင်ပြုပါနော်လောဘကြီးချင်းတွေလည်းပါလာလိုက်မှာအဲ့မှာတော်လေးပါလာမှာဆိုတော့ဥပမာစကားပြောလာတဲ့ခါမှာသူ့ပေါ်မှာငါဖြစ်စေချင်တဲ့အရာဒါမှမဟုတ်ကိုယ့်ပေါ်မှာပြန်ဖြစ်စေချင်တဲ့အရာဆိုပြီးမှအဲ့ဒီအရာတွေကိုကိုစဉ်းစားမယ်ဆိုရင်ကိုပြောဆိုခြင်းကိုလှုပ်ဆောင်ခြင်းတွေကတော်တော်လေးပြောင်းလဲသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့တခါတလေကိုဖြစ်ချင်တာလည်းမဟုတ်ပဲနဲ့ကိုယ့်ပေါ်မှာလူတွေဖြစ်စေချင်တဲ့အတိုင်းကိုပြန်ပြောမယ်ဆိုရင်တော့တော်တော်လေးအပြောင်းလဲကြီးမားတဲ့ပြောင်းလဲဖြစ်လိမ့်မယ်ကျွန်တော်ဘဝမှာပေါ့နော်ဥပမာစကားပြောတာစချိုးသားလာမယ်နော်ဆက်ဆံရေးတွေကစပိုပြီးမှကောင်းလာမယ်ဆိုတော့ဘယ်ရမဆိုအသွားနဲ့အပြန်ရှိတယ်ဆိုတော့လက်ခုပ်ဆိုတာလည်းနှစ်ဖက်မိတယ်ဆိုတော့ကိုကဗာလဲအကောင်းဆုံးလှုပ်ဆောင်ဥမာသူများကတော့လှုပ်ပေးချင်မှလှုပ်ပေးမယ်ဒါပေမဲ့ကိုကအရင်ဆုံးပြမယ်ဆိုရင်တော့လူတွေကအလိုလိုနဲ့ပြောင်းလဲလာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအရာတွေခုနဒီဖိလိပ္ပိဩဝါဒစာခန်းကျင်းနဲ့အခန်းငယ်တိကနေထပ်ကြည့်မယ်ဆိုရင်အဲ့ဒီအရာတွေကျွန်တော်တွေ့ရတယ်ဆိုတော့အပူတခြားဟာတွေရှိသေးတယ်ဆိုရင်လည်းပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်ကခဏနေပြီးတော့မယ်ဆိုတော့ဒီအရာတွေကျွန်တော်တို့တွေ့ရှိခဲ့ရတာပေါ့နော်အဲကြောင့်မို့ခုနကကျွန်တော်တို့ group 1ကိုဆက်လဲဆိုရင်တော့စီစုပြည့်ဒီမှာရှိတဲ့မချင်နူကအဲ့ဒီဟာတွေအချက်လေးတွေအဲ့တုံးလေးချက်လေးတွေပဲပြောပြသွားလိုက်ပါနော်အဲ့ဒါလေးတွေပဲအဲ့လိုပြောပြသွားလိုက်ဘာမှဟိုတူတူတော့မရှိဘူးကျမတို့ရဲ့ group မှာကြတော့ဒီလိုလေးတွေရှိတယ်ဗါအဲ့လိုပဲဆိုတော့အဲ့ဒီဟာတွေလိုအပ်တယ်ပေါ့နော်Okay ကျေးဇူးတင်တယ်ခဏလေးကျွန်တော်စောင့်ရင်းနဲ့ပဲသူတို့ group ပြန် break group ကိုပြန်ခွဲလိုက်မှထင်တယ် break room ကိုဆိုတော့ရှင်ပေါလုကလည်းတိမောသဲကိုအမြဲတမ်းမာခဲ့တဲ့ဟာကဒီရပဲတင်းရဲ့အသက်ရွယ်နှုတ်ပြိုဒီကိုအဘယ်သူမျှမထင်မဲ့မြင်ပြုစေနဲ့စကားပြောဆိုခြင်းကြင်ကြံပြုမှုခြင်းမှာယုံကြည်သူတွေရှေ့မှာထူးတတိပြုပါတဲ့တိမောသဲဩဝါဒစာထဲမှာတကုံမာထားတာဆိုတော့ဒီအရာတွေကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတွေပြောဆိုတဲ့အရာတွေအရင်ရေးကြည့်တယ်နှိမ်ချပါဆိုပြီးမှလည်းအများကြီးပြောတယ်ဆိုတော့အဲ့ဒီအရာတွေဖြစ်မှာပေါ့နော် Okay ဆိုတော့အဲ့မှာထုတ်လို့ရပြီနော် leave room စင်တင်တယ်အောက်မှာ leave room ဆိုတဲ့ပြန်သွားမှာလားကဲတော့ရခဏနေကျန်7ဟိုကစနေရင်းနဲ့457တော့ဆရာတကူရှိတယ်ရတယ် तू ကဟို main group ထဲကို auto ဝင်သွားမယ်ထင်တယ်ပြောခြင်းအလေးနော်အမရေနော်ဆက်ပြောခြင်းတာရှိလား
ကိုတူပီဖုန်းသုံးတာလား laptop သုံးတာလား laptop နဲ့什么 live ကိုနေပြီးတော့ live ကနေတချို့ main section တွေကပါ live သွားပြီနဲ့တူတယ် အဲ့လိုဖြစ်တယ်ပုံတချို့ပုံစံကြည့်ရတာဖြတ်သွားမနေတတ်လို့တင်တန်းရင်တက်ရမလို့ဖြစ်နေ Hallelujah ကဲကျမတို့ group 1 ကနေဆွေးနွေးထားတာတော့ဘယ်အရာကယုံကြည်သူတယောက်ဖြစ်ဖို့ဆွဲခေါ်နိုင်တယ်လဲဆိုတာကျမတို့ဆွေးနွေးထားတာတော့ပထမဆုံးချစ်ချင်းမေတ္တာပြီးတော့နှိမ်ချခြင်းသူတစ်ပါးရဲ့စကားပြောဆိုခြင်းကိုနားထောင်ခြင်းကောင်းသောအကျင့်ကျင့်ခြင်းသူတစ်ပါးရှိမှပုံသက်တည်ပြခြင်းပြီးတော့ယေရှုခရစ်၌ရှိသောစိတ်သဘောထားလို့ကျမတို့ယုံကြည်သူတယောက်စီမှာရှိဖို့အဲ့လိုမျိုးချစ်ချင်းမေတ္တာပြဖို့နှိမ်ချခြင်းရှိဖို့ပေါ့နော်ကျမတို့ group 1 ကနေဆွေးနွေးထားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အဲ့ဆိုလို့ရှိရင် group 2 ဆက်ပြီးတော့တာဝန်ယူပေးပါဦး group 2ဆိုတော့ကဲပဲပြောလိုက်တော့မယ်ကဲတော့ group မှာခေါင်းဆောင်မရှိဘူး group 2မှာအားလုံးကလူ8ယောက်ပေါ့နော်8ယောက်ကအကြောင်းအရာ8ချက်နဲ့ဆွေးနွေးသွားတယ်ပထမဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်မေတ္တာနဲ့ဆိုင်သောပေးကမ်းခြင်းပေါ့နော်မေတ္တာနဲ့ဆက်ဆက်ပြီးတော့မှမယုံကြည်သူတယောက်ကိုပေးကမ်းခြင်းပြီးတော့နံပါတ်2ကကျတော့ဘာလဲဆိုလို့ရှိရင်ကိုယ်အမှုရာထက်သူ့အမှုရာကိုရှုမှတ်ခြင်းနဲ့အလေးထားခြင်းပေါ့ကိုယ်မှာရှိတဲ့ကိုယ့်ရဲ့ကိစ္စတွေတဲ့သူတစ်ပါးရဲ့ကိစ္စတွေပေါ်ပို့ပြီးတော့မှဒီရှုမှတ်ပြီးတော့မှအလေးထားပေးတဲ့အရာအဖြစ်ပေါ့နော်အဲ့ဒါကနံပါတ်2ချက်ဖြစ်တယ်နောက်တစ်ချက်ကကျတော့ချစ်ချင်းမေတ္တာပြသခြင်းသူတို့ပေါ်မှာချစ်ချင်းမေတ္တာကိုပြသခြင်းအဖြစ်ယုံကြည်သူတယောက်ဖြစ်ပြောင်းလဲလာနိုင်ဖို့အတွက်ဆွဲဆောင်နိုင်တဲ့အရာတစ်ခုဖြစ်မယ်လို့နံပါတ်3ချက်မှာဆွေးနွေးထားတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျေးဇူးပြုခြင်းနဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ယုံကြည်သူတယောက်ရဲ့အမှုအကျင့်စိတ်နေထိထားပေါ့နော်။ယဉ်ကျေးသိမ်မွေ့တဲ့အမှုရာအဖြစ်ကိုယ့်ရဲ့ပုံသက်သူဘာမလဲကိုယ့်ရဲ့ဒီယုံကြည်သူတယောက်ရဲ့အပြုအမူအပြောဆိုအဖြစ်မယုံကြည်သူတွေကနေပြီးတော့မြင်ပြီးတော့မှအော်နီယာခရီးယန်တယောက်လားဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။အဲ့လိုကိုယ့်ရဲ့အမှုအကျင့်အဖြစ်တော့၎င်းပြီးနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီချစ်ချင်းမေတ္တာနဲ့တုံ့ပြန်ခြင်းပေါ့နော်ချစ်ချင်းမေတ္တာနဲ့တုံ့ပြန်မယ်တဲ့ယုံကြည်သူတွေကိုပေါ့ပြီးလို့ရှိရင်သူတို့မှာရှိတဲ့အခက်အခဲတွေကိုရင်ဖွင့်တဲ့အရာတွေကိုကိုကနားထောင်ပေးပြီးတော့မှခံစားပြီးတော့မှမျှဝေပြီးတော့မှသူတို့ကိုနားလည်ပေးနိုင်ခြင်းပေါ့နားလည်ပေးနိုင်ခြင်းဖြစ်တယ်နောက်တစ်ခုကကြဘာလို့ဆိုလို့ရှိရင်ဒီကျမ်းစာထဲမှာပါထားသလိုပဲပေါ့နော်သင်တို့အချင်းချင်းကိုရီအချင်းချင်းကြားမှာရှိတဲ့ချစ်ချင်းမေတ္တာအဖြစ်သူဘာကမြင်ပြီးတော့မှဒီချစ်ချင်းမေတ္တာရှင်ဘုရားကိုမြင်နိုင်ပြီးတော့မှသူတို့ရဲ့စိတ်ကိုပြောင်းလဲစေနိုင်တယ်ပေါ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်လူတွေကခက်ခဲချင်းတွေကြုံရတဲ့အခါမှာယုံကြည်သူခရစ်ယာန်တယောက်ရဲ့အသက်တာကဒီခက်ခဲချင်းတွေကြားထဲမှာဆိုလို့ရှိရင်တုံ့လုံးမနေဘဲနဲ့ငြိမ်သက်ချင်းရှိနေတဲ့အခါမှာကိုယ်မှာရှိတဲ့ငြိမ်သက်ချင်းအဖြစ်ဒီယုံကြည်သူတယောက်ကမြင်ပြီးတော့မှသူတို့ရဲ့စိတ်နှလုံးကိုတို့ထိပြီးပြောင်းလဲနိုင်တဲ့အရာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျလို့ရှိရင်ဒီပေါ့အပေါ်မှာဆွေးနွေးခဲ့တယ်လို့ပဲမေတ္တာပြခြင်းပြီးတော့ဒီနားလေခွင့်လို့ပေးနိုင်ခြင်းအဖြစ်ဒီယုံကြည်သူတွေရဲ့စိတ်နှလုံးကိုတို့ထိပြီးပြောင်းလဲစေနိုင်မယ်လို့ဆွေးနွေးခဲ့ကြပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ဖွဲ့ဘယ်သူဖြစ်မလဲ3အဖွဲ့3နေရှိလား group 3ကတော့၄ယောက်ပေါ့နော်ပထမဆုံးအနေနဲ့ဆက်သွားအနေနဲ့ပြောသွားတာကြတော့ဒီခုနမမီပြောသွားတဲ့ဟာရဲ့အကုန်လုံးစန့်ကျင်ဘက်ပေါ့နော်ကိုယ့်ရဲ့အသက်တာ
ကိုကြည့်ချင်အဖြစ်တခြားသူတွေကယုံကြည်သူဖြစ်လာဖို့အတွက်တားဆီးတဲ့အရာတွေကဘာတွေဖြစ်မလဲဆိုတဲ့အရာဖြစ်တယ်ပထမဆုံးအနေနဲ့ကကိုယ့်ရဲ့ယုံကြည်သူတယောက်ဖြစ်နေတယ်ပဲကိုယ့်ရဲ့အသက်တာကမယုံကြည်သူတွေနဲ့နှိုင်းယှဉ်တဲ့အခါမှာထူးခြားတာမရှိဘူးထူးခြားတာမရှိဘူးဆိုတဲ့အချိန်မှာဗာလဲဆိုတော့မယုံကြည်သူတွေကတောက်တယ်စားတယ်နေချင်းတလို့နေတယ်အဲ့ဒီတွေနဲ့တူပေါ့နော်ယုံကြည်သူတွေရဲ့တက်တာကလည်းအဲ့လိုပဲဆိုးတာအကုန်လုံးဆိုးတာကောင်းတာမဆိုင်မဲနဲ့အကုန်လုံးမယုံကြည်သူတယောက်ရဲ့တက်တာနဲ့တူနေရဆိုလို့ရှိရင်ဒါကထူးခြားတာမရှိတော့ဘူးပေါ့ကြည်သူတယောက်ပါလားဆိုပြီးတော့မြင်နိုင်အောင်လို့ကိုယ့်ရဲ့တက်တာမှာထူးခြားတာမရှိဘူးပြီးတော့နောက်တစ်ခုအနေနဲ့ကနှိမ့်ချခြင်းမရှိတဲ့အရာပေါ့နော်ကိုယ့်ရဲ့အသက်တာမှာနှိမ့်ချခြင်းမရှိဘူးတခြားသူတွေအပေါ်မှာအမြဲတမ်းအနိုင်ယူခြင်းနဲ့စိတ်တွေရှိမယ်တခြားသူတွေနဲ့ပြောဆိုဆက်ဆံတဲ့ချိန်မှာနှိမ့်ချခြင်းမရှိတဲ့အရာကလည်းကိုလူတယောက်ကကိုယ့်ကိုယုံကြည်သူမှန်းသိနေတာနဲ့ကိုကဒီလိုမျိုးသက်ရှင်နေထိုင်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်တာကသူတို့အတွက်ပုံသက်တည်ကောင်းမဖြစ်ဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့လူတယောက်ရဲ့စိတ်နေစိတ်ထားစိတ်ဓာတ်ကလည်းအရေးကြီးတယ်ဆိုပြီးတော့ပါဝင်ဆွေးနွေးသွားကြတယ်ပေါ့နော်စိတ်ဓာတ်ကအရေးကြီးတယ်ဆိုတဲ့နေရာမှာကိုယ့်ရဲ့စိတ်ဓာတ်ကယုံကြည်သူတယောက်ကတခြားသူတွေပေါ်မှာခြားသူတွေလိုမျိုးပဲပေါ့နော်ဟာငါဒီလိုလေးကလိန်ကြကြလိုက်ရမှဒီလိုလေးလိန်နဲ့လှက်ဖြာလိုက်ရမှဆိုတဲ့စိတ်ဓာတ်တွေနဲ့အမြဲတမ်းသက်ရှင်နေထိုင်တယ်လူတွေကဒါကိုမြင်တွေ့နေရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တတ်တာအဖြစ်သူတို့ကယုံကြည်သူဖြစ်လာဖို့တားဆီးနေတဲ့အရာဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ချစ်ချင်းမေတ္တာမပြသနိုင်တာပေါ့နော်ကိုဒီခရိယန်တတ်တာမှာအလုံးကချစ်ချင်းမေတ္တာထားတဲ့ဖို့ချစ်ချင်းမေတ္တာရှိဖို့ချစ်ချင်းမေတ္တာနဲ့ပဲပြေဝဖို့ဘုရားကတုံတင်တယ်ဆိုတာအကုန်လုံးလည်းသိရပေါ့နော်ဒါပေမဲ့ကိုကချစ်ချင်းမေတ္တာမပြနိုင်ပဲနဲ့ဒီဟာရဲ့ဆန့်ကျင်ဘက်ကြီးပဲလုပ်နေမယ်ဆိုလို့ရှိရင်တခြားသူရဲ့တက်တာတခြားသူရဲ့အမြင်မှာကိုယုံကြည်သူဖြစ်လာဖို့သူတို့ကိုတားဆီးနေတဲ့အရာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ဆုံးကတော့ဘုရားဘုန်းတော်မထင်ရှားတဲ့အတ္တတာပေါ့နော်ဒီဘုရားဘုန်းတော်မထင်ရှားတဲ့အတ္တတာကတခြားသူတွေအတွက်အဓိကအတားဆီးဖြစ်နိုင်တယ်လို့ဆွေးနွေးခဲ့ကြပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ပြီကျေးဇူးတင်ပါတယ်ကြံသေးလားမသိနော်မကြံတော့နော်ကြံသေးတယ်ကျွန်တော်ဟုတ်ပြီဟုတ်တယ်ဟာဘူးလို့ဖတ်ဟုတ်တယ်အဲ့ဆိုပြောပါဦးကြီး၄ယောက်ရှိပါတယ်ဘယ်ရာတွေကယုံကြည်သူတွေဖြစ်ဖို့အဟံတာဖြစ်ရှိတယ်လေတဲ့နေနံပါတ်1ကကိုနေတဲ့နေရာတွေတာနဲ့လဲဆိုင်တယ်တဲ့ဥပမာတော့အင်ဝင်ကလေးမကြားဖို့တဲ့နေရာလို့ပေါ့ပြီးတော့လို့ဆိုတော့အပေါင်းအသင်းလည်းရှိတယ်ကိုဘီပဝန်ကျင်နဲ့လည်းဆိုင်တယ်ပြီးတော့သူ့ရဲ့ background နဲ့လည်းဆိုင်တယ်ပြီးတော့ထိရောက်ဖျားတရားကိုမကြားရတဲ့ဟာကိုပြီးတော့ဖျားเจ้าပုံမှန်မလာနိုင်ဘူးပြီးရင်ကိုကြားရတဲ့နှုတ်ကပတ်တော်ကိုအသက်တာမှာလမ်းမလျှောက်နိုင်ရင်လည်းယုံကြည်သူဖြစ်ဖို့တားဆီးတယ်တဲ့ပြီးတော့ယုံကြည်သူတယောက်ရဲ့အသက်တာမှာလည်းနှုတ်ကပတ်တော်မထိတရားမတွေ့ဘဲနဲ့ပြီးတော့သူ့ရဲ့ယုံကြည်မှုပေါ်မှာဥပမာသူ့ရဲ့ဆရာပါစတာတယောက်ကိုသူအရန်ယုံကြည်တဲ့တေကိုတယောက်ကိုအရန်မြင်ခိုးတယ်အရန်အားကိုလို့ရှင်အပါစတာလည်းလူဖြစ်တဲ့အတွက်ကြောင့်တခါတလေဒီလောကရာတွေပဲဖြစ်မထင်မထတဲ့ရာတွေလုံးမိတဲ့ခါကျရင်ယုံကြည်သူရကသူ့ရဲ့ပါစတာအပေါ်နေတဲ့သူ့ရဲ့ယုံကြည်မှုတွေကိုကြာဆင်းနိုင်တယ်လို့အဲ့လိုမျိုးကဲတော့ဖွဲ့ရနေဒီလောက်ပါပဲလို့ဟုတ်ပြီကျေးဇူးတင်ပါတယ်အားလုံးတူတီချာချာလေးအားလုံးဆွေးနွေးကြလို့ကျေးဇူးတင်ပါတယ်အားလုံးပြောသွားတာပြည့်ပြည့်စုံစုံရှိပြီဆိုတော့ကျွန်တော်ထပ်ဖြည့်ဖို့တောင်မရှိတဲ့လောက်ကိုဖြစ်သွားပြီเนาะဆိုတော့ခဏလေးเนาะကျွန်တော်ပြန်ပြပေးမယ်ဟုတ်ပြီဒီမှာ Okay there you go ဟုတ်ပြီတော့ဒီကျမ်းပိုက်ကိုကြည့်ခြင်းအဖြစ်ပေါ့နော်အခုနအားလုံးပြောသွားဟဲ့ပြန်ချုပ်မယ်ဆိုလို့ရှိရင်one of the characteristics of Christians who attract people to Jesus is the way in which they relate to other Christians ကျွန်တော်အချင်းချင်းကြားလက်ကြဘယ်လိုဆက်ဆံလဲဘယ်လိုစိတ်နေသဘောထားတွေရှိလဲကြားလက်ကြဘယ်လိုဆက်ဆံလဲဆိုတဲ့အရာကမယုံကြည်သူတွေအတွက်attract မယုံကြည်သူတွေကို
track ဖြစ်စေတယ်ဆိုတဲ့အရာကိုဒီကြပ်ပိုက်ဒီပထမပိုင်းအဖြစ်ဒီပထမပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့အချင်းချင်းမြတ်တာရှိခြင်းတရားနဲ့ကြောက်ခရစ်တော်ရဲ့အတွေးခေါ်ကဲ့သို့ရှိခြင်းဒီเนาะပထမပိုင်းဒုတိယပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်ရဲ့နှိမ့်ချခြင်းဖခင်ရဲ့သားတော်ရှိဖြစ်ပြီးနှိမ့်ချခြင်းအရာတွေเนาะဆိုတော့ဒီအရာတွေကကျွန်တော်တို့တခြားမြေကြည့်သူတွေကိုဆက်ဆံတဲ့နေရာမှာจิตတော်မှာအရာဖြစ်တယ်ဆိုတော့ဒီမှာအားလုံးအရန်နာမည်ကြီးတဲ့စကားပေါ့နော်ကန်ဒီမဟာကန်ဒီပြောသွားတဲ့မဟာမတာကန်ဒီပြောသွားတဲ့စကားဖြစ်တယ် I like your Christ I do not like your Christians your Christians are so unlike your Christ တဲ့ငါတဲ့ Christian တွေငါတဲ့ခရစ်တော်ကိုကြိုက်တယ်တဲ့ဒါမဲ့နင်တို့ယုံကြည်သူတွေနင်တို့ Christian တွေကိုမကြိုက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်နင်တို့ Christian တွေကနင်တို့ဖျားနဲ့လည်းဘာမှမတူဘူးနင်တို့ဖျားလိုမျိုးလည်းမပြောဘူးစိတ်နဲ့သဘောထားလည်းမရှိဘူးဆိုပြီးတော့မဟာကန်ဒီကပြောတာဖြစ်တယ်။ဒါအဲ့မှာနောက်ထပ်မှာတော့ Teresa ကဘာထပ်ထိလဲဆိုလို့ရှိရင်ကန်ဒီကတဲ့ခရစ်တော်ကိုသူအရင်သိချင်ခဲ့တယ်တဲ့ခရစ်တော်နဲ့ပတ်သက်ပြီးသူ့မှာအရင်သဘောကျပြီးတော့အရင်သိချင်ခဲ့တယ်ဒါပေမဲ့ယုံကြည်သူတွေကိုယ်တိုင်ကပဲ and felt let down ယုံကြည်သူတွေကိုယ်တိုင်ကပဲအဲ့ဒီသူသိချင်တဲ့စိတ်ကိုဖြတ်စီပြလိုက်တာဖြစ်တယ်ဆိုပြီးတော့မာတာထရီဇာကပြန်ပြီးတော့ပြောတာဖြစ်တယ်ဆိုတော့အခုနအားလုံးပြောသွားတဲ့အတိုင်းပဲဘယ်အရာတွေကလူတွေကို attract လုပ်လဲဆိုလို့ရှိရင်ကျတို့ပြောတဲ့ဆိုတတ်တာတွေစီးစိမ်ခံတာတွေမလေးရှင်ရင်ဘာမှမဟုတ်ဘူးကျမတို့ယုံကြည်သူတွေအရင်ဆင်းရဲတယ်အမှန်တမ်းပြောမှဆိုလို့ရှိရင်ဘာမှမယုံကြည်သူတွေမလေးရချမ်းသာတယ်ချမ်းသာတာနဲ့တော့ဆွဲရင်ဘလို့မှကျမတို့ဘယ်သူမှဆွဲလို့ရမှာမဟုတ်အောင်မြင်တယ်နဲ့တော့ဆွဲတယ်သူတို့ကကျမတို့ထက်အများကြီးအောင်မြင်တယ်ဘလို့မှဆွဲလို့ရမှာမဟုတ်ဘာလဲပြင်သစ်ဖနာစီတဲ့ဟာနဲ့တော့ဆွဲကိုရီတရံတိတ်လုံးမှတရံစီးနိုင်တဲ့ချိန်မှာဟိုမှာသူတို့ကအေးစီးနိုင်တဲ့အခြေအနေတွေမှာရှိတယ်ဆိုတော့ကျမတို့ကိုမယုံကြည်သူတွေကို attract လုပ်တိုင်းနိုင်တဲ့မယုံကြည်သူတွေလို့ပြောတဲ့ခါမှာရှိအဝေးသွားမတွေ့ဘဲနဲ့ကိုယ့်ရဲ့လောက်ပေါ်ဆောင်ဖက်တွေကိုယ့်ရဲ့အိမ်နီးနားချင်းတွေကို attract လုပ်တဲ့အရာကတော့ချစ်ချင်းမြတ်တာခုနပြောတဲ့ချစ်ချင်းမြတ်တာပေါ့နော်အခုနပြောသွားတဲ့အချက်တွေကျမတို့ကြောင်တဲ့ကြောင်ပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာနှိမ့်ချခြင်းတွေကျေးဇူးပြုခြင်းတွေတီးခံခြင်းတွေထိုအရာတွေကပဲဒီကျမတို့ကိုဒီလူတွေကကျမတို့ကိုမြင်တဲ့ခါမှာ attract ဖြစ်မှာဖြစ်တယ်ဆိုတော့ကျမ solution လဲChristian လို့ပြောပြီးတော့ငါစိတ်တလုံးမျိုးလိုက်စိတ်တူတယ်ငါတီးမခံတယ်လို့မျိုးလိုက်တီးမခံဘူးငါလိုပဲစိတ်ကောက်တယ်ငါလိုပဲရုပ်မာတယ်ငါလိုပဲကောက်ကျစ်တယ်ငါလိုပဲလိမ့်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီ Christian ဆိုတာကြီးကိုဘာလို့ငါယုံရတော့မှလဲနော်ဆိုတော့ကျမတို့ယုံကြည်သူအရာစီတိုင်းကခရစ်တော်ကိုဘယ်လို project လုပ်တယ်လဲဆိုတဲ့အရာကတပါးသူတွေအတွက်ဆွဲဆောင်မှုရှိစေတဲ့ခရစ်တော်ကိုပုံဖော်တဲ့သူဖြစ်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အရာကိုထပ်လောက်ပြီးတော့ပြောချင်ပါတယ်ဆိုတော့အဲ့လိုမျိုးပြောတဲ့အခါမှာအခုကျမတို့သိသွားတဲ့အရာကပါလဲဆိုလို့ရှိရင်ကျမတို့ဒီနိုင်ငံတော်ကျယ်ပြန့်ဖို့အဲ့အောက်မှာစပ်ဖက်မှာဆိုလို့ရှိရင်ဒီလူတိုင်းကတဲ့ခရစ်တော်ကတခင်ဖြစ်တယ်ဆိုပြီးတော့လူထောက်မယ်ဆိုတော့ဒီအရာကခရစ်တော်ကိုလူတွေသိလာဖို့ဆိုတာကဒီအမှုလို့ဆောင်နေတက်လောက်ဆောင်တဲ့အရာမဟုတ်တော့ဘဲနဲ့ကြုံကြည်သူတွေဖြစ်တဲ့ကျမတို့အားလုံးရဲ့လောက်ဆောင်ခြင်းနေ့စဉ်ကြုံတွေ့ရတဲ့မိတ်ဆွေတွေနောက်တငယ်ချင်းတွေမိသားစုယုံကြည်သူမဖြစ်သေးတဲ့တငယ်မိတ်ဆွေမိသားစုဝင်တွေလောက်ပါဆောင်ဖက်တွေဥပမာဆိုလို့ရှိရင်ဥပမာဒီမှာကျေးဇူးတော်ကြောင့်ကိုကျင်ဘူးတို့တော့ပြီးတော့လို့ရှိရင်ဒီမှာကိုမုံပြီးတို့ဆိုလို့ရှိရင်တော့မယုံကြည်သူတွေနဲ့နေ့စဉ်နဲ့မြ interact လုပ်ရတယ်မမိမိတို့ပေါ့နော်များသောအားဖြင့်တပည့်တွေရှိတယ်ယုံကြည်သူတပည့်တွေဆိုတော့အဲ့ဒီပေါ်မှာသူတို့ကိုကဘလို့ဆက်ဆံလဲဒီယုံကြည်သူဆရာနဲ့ကိုဆက်ဆံတဲ့ပုံစံနဲ့မယုံကြည်သူဆရာကိုဆက်ဆံတဲ့ပုံစံဒီတပည့်တယောက်နေတဲ့သူခွဲခြားတတ်တယ်ဆိုတော့ဒီအရာဒီအားလုံးကမိတ်ဆွေတို့ကနော်မိတ်ဆွေတို့ကအခုဒါပေမဲ့ကျမကိုကျင်ဘူးတို့နာမည်တက်ခေါ်လို့ကိုကျင်ဘူးတို့ပဲမဟုတ်ဘူးเนาะကျမတို့အားလုံးရှိတဲ့နေရာပြီးမှာခရစ်တော်ကိုကျမတို့ project နော်ဘလို့ပေါ်ပြတယ်လဲဆိုတဲ့အရာကအမတမအရေးကြီးတယ်ဆိုတဲ့အရာလေးကိုပေါ့နော်ထပ်လောင်းပြီးတော့ပြောချင်ပါတယ်ဆိုတော့အဲ့လိုပြောတဲ့အခါအဲ့ဒါကြောင့်မလို့ကျမတို့ယုံကြည်သူအားလုံး
အားလုံးရဲ့အခန်းကဏ္ဍကအင်မတန်မှအရေးကြီးတယ်အားလုံးရဲ့အခန်းကဏ္ဍကအရေးကြီးတယ်ဆိုတဲ့အရာဈေးသွားရင်လည်းဈေးကြီးတယ်အိမ်မာနေလည်းအရေးကြီးတယ်နော်ကျမတို့ရဲ့အခန်းကဏ္ဍကအင်မတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိကြတယ်ဆိုတဲ့အရာကိုလည်းထပ်လောက်ပြီးတော့ပြောချင်ပါတယ်ဆိုတော့ဒီညပြောသွားတဲ့အရာတော့နှုတ်ကပတ်တော်ကျမအရင်ဒီဟာကိုလေအရင်တော့ဆိုဘောမပေါက်ဘူးစာလံ119အငယ်130လေနှုတ်ကပတ်တော်ကိုဖွင့်ပြခြင်းသည်တဲ့အလင်းကိုပေးရမလိမ္မာသောသူကိုလိမ္မာစေတတ်၏မလိမ္မာသောအရာကိုလိမ္မာစေတတ်၏ကျွန်တော်အရင်အော်တယ်ဆိုဘာဖြစ်လို့အဲ့ဆိုအယူတွေကကျွန်မထင်တာ they literally ပေါ့နော် literally ယူတဲ့သူတွေလို့သဘောပေါက်ခဲ့တယ်ဥမာစိတ်မသက်တဲ့သူတွေလိုမျိုးပေါ့နော်အယူတွေမလိမ္မာသောသူကိုလိမ္မာစေတတ်တယ် foolish မလိမ္မာသောသူကိုလိမ္မာစေတတ်တယ်ဆိုပြီးတော့ကျွန်မ literally သဘောပေါက်ခဲ့တယ်ဒါပေမဲ့နည်းနည်းကြီးလာတဲ့အခါမှာပြန်စဉ်းစားတော့ဒီကျမ်းစာကမလိမ္မာသောသူကိုလိမ္မာစေတယ်လို့ပြောတဲ့အခါမှာနှုတ်ကပတ်တော်ကကျမတို့ရဲ့မလိမ္မာတဲ့အပိုင်းဘယ်မှလဲမလိမ္မာတဲ့အပိုင်းလားစိတ်မရှိခြင်းလားတိမခံခြင်းလားခွင့်မလွတ်တတ်ခြင်းလားမတောင်းပန်တတ်ခြင်းလားမချစ်ခြင်းလားမဝေမျှခြင်းလားဒီလိုမျိုးကျမတို့ရဲ့မလိမ္မာတဲ့အစိတ်ပိုင်းတွေကိုအဲ့နှုတ်ကပတ်တော်ကထိုးပြတဲ့အခါမှာကျမတို့ကမလိမ္မာသောသူကိုလိမ္မာစေတတ်တယ်အဲ့မလိမ္မာတဲ့အပိုင်းတွေကိုဒီနှုတ်ကပတ်တော်ကကျမတို့ကိုလိမ္မာစေဖို့ရန်အတွက်အရေးကြီးတယ်အဲ့ဒီခါမှာသူတပားအတွက်ခရစ်တော်ကိုမသိတဲ့သူတွေအတွက် attract ခရစ်တော်ကိုမသိတဲ့သူတွေအတွက်စွမ်းဆောင်မှုရှိတဲ့ယုံကြည်သူသားသမီးတွေဖြစ်လာမယ်ဆိုတဲ့အရာကိုနောက်ဆုံးအနေနဲ့ပြောချင်ပါတယ်ဒီမှာဒီဟာတွေပြောနေလို့ကျွန်မအရင်ပြည့်စုံလာလုံးဝမပြည့်စုံကျွန်မမျိုးသားကျွန်မအကြောင်းပြည့်စုံဖြစ်တယ်မပြည့်စုံဘူးဒါပေမဲ့အခုနောက်ပြောသလိုဟောမလိမ္မာတဲ့အရာမှာလိမ္မာစေတယ်ကျွန်တော်တို့နှုတ်ကပတ်တော်ခံယူတာကြားလေးလေခံယူတဲ့နှစ်ကြာလေးလကြာလေးကျမတို့ဒီမလိမ္မာတဲ့အပိုင်းကိုအဲ့နှုတ်ကပတ်တော်ကထိုးပြအဲ့ဒီအရာကိုကျမတို့ကပြုပြင်ရင်းနဲ့ကောင်းကင်နိုင်ငံရောက်တဲ့အထိကျမတို့ကပြုပြင်ရင်းနဲ့အသက်ရှင်သွားကြမဲ့သူတွေဖြစ်တယ်မနှစ်ကထက်ဒီနှစ်ဘုရားရဲ့အလိုတော်ပို့ဆောင်မှုဖြစ်တယ်ပြီးခဲ့တဲ့ဘက်ကထက်ဒီဘက်မှာဘုရားလိုတော်ပို့ဆောင်မှုဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်ပြောချင်ပါတယ်ဆိုတော့အရောက်စီတိုင်းကိုဂျေဇုတင်နဲ့ပါဝင်ပေးတဲ့ရောက်စီတိုင်းဂျေဇုတင်နဲ့အရောက်စီတိုင်းကျမတို့ရှိတဲ့နေရာအသီးသီးမှာခရစ်တော်ကိုအကောင်းဆုံး project နော်အကောင်းဆုံး project လုပ်နိုင်တဲ့သူဖြစ်ဖို့ projector ရဲ့အလုပ်ကဒီမှာပြတဲ့ဟာကိုပဲဟိုပြတာလေနော်ဒီမှာရှိတဲ့အရာကိုပဲဟိုပြတာဆိုတော့ project ခရစ်တော်ကိုအကောင်းဆုံး project လုပ်နိုင်တဲ့ယုံကြည်သူသားသမီးတွေဖြစ်ဖို့ကျမတို့အသက်တာအထက်မယုံကြည်သူတွေပြောင်းလဲစေတဲ့သူတွေဖြစ်ဖို့ခရစ်တော်နိုင်ငံကျယ်ပြန့်ဖို့ကောင်းကင်နိုင်ငံမှာဖခင်ရဲ့မိသားစုဝင်တွေကျမတို့အထက်ရှိလာဖို့ရအတွက်ကျမတို့အသက်တာတီးတီးဖခင်ရှင်အထူးအသုံးပြုကောင်းချီးပေးပါစေအာမင်ဂျေဇုတင်ပါတယ်ဆရာဟာပူ back to you Amen Amen ကျေးဇူးတင်ပါတယ်သူတပင်ဒီနေ့တရားဟောတာကကျွန်တော်တို့လက်တွေ့ဘဝမှာလည်းအသုံးပြုလို့ရတဲ့ပတ်ဝန်းကျင်မှာလည်းအသုံးပြုလို့ရတဲ့အရာအချက်ဖြစ်တယ်ဆိုတော့အာယုံချင်းစီတိုင်းကိုပြသခင်စကားပြောမယ်လို့ယုံကြည်တယ်ကျေးဇူးတင်ပါတယ်ပြသခင်တာရသုံးပြုပါစေလို့ဟုတ်ပြီကျွန်တော်နောက်ဆုံးအနေနဲ့ဆုံးသက်ဆုတောင်းပါတော့ဆရာမမိမိပဲဆုံးသက်ဆုတောင်းပေးလို့ရမလားဆုံးသက်ဆုတောင်းရင်းနဲ့ကောင်းချီးပေးပေါ့ကျွန်တော်တို့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်အတန်ထွက်ပြီးဆွေးတောင်းမယ်ကျွန်တော်တို့အသက်တာတီးတီးစက္ကန့်အနှံ့ရအောင်လေနော်ဘာလဲတော့အသက်တာတီးတီးစက္ကန့်အနှံ့ရအောင်ကျွန်မကပဲအဆုံးသတ်ဆုတောင်းပါမယ်ကျေးဇူးတင်ပါတယ်ကိုရောဒီညကိုရောပြင်ဆင်ပေးတဲ့ချိန်တာအများလောက်တော့ကိုရောသားသမီးတွေဘောကကိုချစ်တဲ့စိတ်နဲ့အမျိုးမျိုးသက်စင်မပြေတဲ့ကြားကနေဒီညမှာကိုရောမျက်နှာကိုရှာတဲ့သားသမီးရောက်စီတိုင်းတို့ကျေးဇူးတော်ကိုချီးမွမ်းပါ၏ကိုရောဖတ်ပြခင်ဒီနေ့သမီးတို့ရဲ့ကိုရှင်ဖတ်ပြကိုရောဖြစ်စီခြင်းတဲ့အရာတွေကိုသိမြင်တဲ့ကိုရောသားသမီးတွေဖြစ်လက်ကိုရောကိုအကောင်းဆုံးပုံဖော်တဲ့သူတွေကိုရောကိုမိမိရဲ့အလုပ်ခွင်မှာမိမိရဲ့လုပ်ပေါ်ဆောင်ဖက်တွေရှေ့မှာအိမ်နီးနားချင်းတွေရှေ့မှာမိသားစုဝင်တွေရှေ့မှာခရစ်တော်ကိုအကောင်းဆုံးကိုရောကိုအကောင်းဆုံး project လုပ်နိုင်တဲ့ပုံဖော်တဲ့ယုံကြည်သူသားသမီးတွေဖြစ်စေပါထိုအရာတွေကိုကြည့်ခြင်းအပြင်မယုံကြည်တော့သူတွေကပင်လေကိုရောကိုသိချင်လာတဲ့ကြီးစံချင်လာတဲ့စိတ်ဆန္ဒရှိလာတဲ့ထိသမီးတို့အသက်တာတီးတီးကိုအသုံးပြုတော်မူပါပရောဖက်ပြောင်းခင်
ရှင်ယောဟန်ထဲမှာပြောထားတဲ့အတိုင်းပဲတပည့်တော်တွေကိုမှားထားတဲ့အတိုင်းပဲသင်တို့တယောက်နဲ့တယောက်ချစ်ပါထိုကဲ့သို့တယောက်နဲ့တယောက်ချစ်တဲ့ခါမှာငါရဲ့တပည့်အစ်စ်မဖြစ်တဲ့ဆိုတာသူတစ်ပါးကသိမယ်လို့ကိုတော်ကပြောထားတဲ့အတိုင်းပဲဒီနေ့ဒီမှာရှိကြတဲ့ဒီကိုမမတော်မိသားစုဝင်တွေဒီမှာရှိတဲ့ခရစ်တော်အားဖြင့်ခရစ်အားဖြင့်မိသားစုဝင်တွေဖြစ်ကြတဲ့ဒီကိုမမရရှိတဲ့သမီးတို့တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာတွေရှိချင်းအားဖြင့်မယုံကြည်သောသူတွေအတွက်ဆွဲဆောင်မှုရှိတဲ့အသက်တာတွေဖြစ်စေပါယေရှုတင်ပါတယ်ဂရောဖဖျားဒီညအကောင်းဆုံးလည်းပို့ဆောင်ပေးခြင်းတွေယေရှုတင်ပါတယ်ညချင်းချင်းကမှဖြစ်တဲ့မကောင်းသောမှုမျိုးထက်နဲ့ကွာကာပေးပါကောင်းမစွာအိဆက်နိုင်ခွင့်နဲ့မနေ့ဖြန်ကိုရှိဖက်စင်းနဲ့ခင်းစင်းမှာကြမ်းမချင်းနဲ့နှုတ်ထခွင့်နဲ့လုံဆောင်ရမယ်အနတ္တတီးတီးတစ်ခုချစ်စီတိုင်းကိုဂရောပေးတဲ့ခွန်အားကြမ်းမချင်းလက်ဆန်းချင်းနဲ့လုံဆောင်နိုင်သောခုကိုပေးပါမိကြောင်းအကောင်းဆုံးလည်းပို့ဆောင်ပေးခြင်းတွေယေရှုတင်ပါတယ်ဒီညကြားတဲ့နှုတ်ကပတ်တော်တွေအတိုင်းတကယ်ပဲအသက်တာမှာလိုက်ရှားတဲ့ဂရောကိုအကောင်းဆုံးပုံဖော်တဲ့ project လုပ်တဲ့အသက်တာတွေဖြစ်စေပါသမီးတို့အားဖြင့်ဂရောဘုံတော်ထင်ရှားဖို့ရတဲ့ဖြစ်စေပါနိုင်ငံတော်သားတွေဂရိုမီသားစုဝင်တွေတိုးပွားလာစရာအကြောင်းဖြစ်စေပါရစီတိုင်းရဲ့ဖတ်တာကိုသုံးပြပါကျေးဇူးတော်ကိုချီးမွမ်းပါတယ်သခင်ရှုနာမပြီးတော့ဆုတောင်းပါတယ်ဖပါသခင်အာမင်